ဖြစ်သောဘုရားယတနာမြတ်ဆုံးဖြစ်သောတရားယတနာမြတ်ဆုံးဖြစ်သောသံဃာယတနာယရဏမြတ်သုံးပါးပေါင်းတို့နှင့်တကဝဆရာသမားတို့အာယုတိမြတ်တို့လက်ဆောင်မိုး၍ရှေခောပူဇော်ဘုမြော်မှန်ချော့ကြောကြရခြင်းဒီဟုသောပူဇော်တာပနာမစေတနာတရာပညာဝိရိယတရားတို့ကြောင့်ယောဂီပေါင်းသူတော်ကောင်းတို့သည်အလိုရှိအတောင်းတအပ်သောမဝမနာမတေမြတ်နေရာဖြစ်သောနိဗ္ဗာန်သို့၎င်းဒုက္ခကတိန်ချုပ်ပြငြိမ်းသည့်အငြိယာမှန်ဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာဘုဒ္ဓတောင်တတ်တို့ဤ600ငြိမ်းရာသိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့ဘာများအာထုတ်ဆဲဖြစ်သောဒါနသီလစေရနာကံနှင့်တကဝဝိပဿနာဉာဏ်သည်လင်မြစွာမဲ့ဉာဏ်သို့ကျေစုပြု၍နိဗ္ဗာန်သို့ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေလောကင်၌ပြည့်ညံပွားများအထုပါမည်ရှင်မြတ်လောကင်၌ပြည့်ညံပွားများအထုပါမည်ရှင်မြတ်သစ္စာဓမ္မသဘင်စတင်မှာဖြစ်ပါတယ်ခုနရဓမ္မရေးတာရှိခုတို့ဤပင်မရေးတာယနေ့သာသနာတော်နှစ်2569ခုနှစ်ကောဇာတက္ကရာ1389ခုနှစ်တနေ့ကျော်လာပြီကျော်17ရက်ခရတက္ကရာ2025ဆယ်လပိုင်း19ရက်တောက်ကြနေ့ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်မူလဥယျာဉ်တိုင်းသာသနာ့ဝေဘုံနာခုနရဓမ္မရေးတာရှိခုတို့ဤပင်မရေးတာကြီးအတွင်95ကျင်းမြောက်စီရင်ကျင်းပပူဇော်အပ်သောနေမင်းငိမ့်9ရက်အလိုဘေးတရားစခန်းဝကြီးဤ4ရက်မြောက်တဲ့နေ့မှာဘုရားရှင်လိုတော်ကြဆရာသခင်ကျေးဇူးရှင်တို့ဤဥပနိတ္တရာတိုင်းညဝရဟောကြားခဲ့သောတရားတော်တို့ဖြင့်ဟောကြားနာကြပူဇော်ကြမှာဖြစ်ပါတယ်တရားတော်ကိုမဟောကြားကြသိမည်မနာကြားကြသိမည်မပူဇော်ကြသိမည်ချမေရာလိုက်ဆိုပြီးတော့ဓမ္မန္တနာပလင်စတင်ဖွင့်လိုက်ကြစို့အလုံးလိုက်ဆိုဗုဒ္ဓဂုံမြတ်စိတ်မာတာလေးစားကြည်ညိုမည်ဗုဒ္ဓဂုံမြတ်စိတ်မာတာလေးစားကြည်ညိုဓမ္မဂုံမြတ်စိတ်မာတာလေးစားနာယူမည်ဓမ္မဂုံမြတ်စိတ်မာတာလေးစားနာယူမည်သံဃာဂုံမြတ်စိတ်မာတာလေးစားကိုယ်ွယ်မည်ဗုဒ္ဓရင်ကွယ်ခေါ်နာဝင်အပုကင်းပါစေဓမ္မရင်ကွယ်ခေါ်နာဝင်အပုကင်းပါစေဓမ္မရင်ကွယ်ကိုနာဝင်အပုကင်းပါစေဓမ္မရင်ကွယ်ကိုနာဝင်အပုကင်းပါစေသံဃာရင်ကွယ်ခေါ်နာဝင်အပုကင်းပါစေမိဘရင်ကွယ်ခေါ်နာဝင်အပုကင်းပါစေမိဘရင်ကွယ်ကိုနာဝင်အပုကင်းပါစေမိဘရင်ကွယ်ကိုနာဝင်အပုကင်းပါစေဆရာရင်ကွယ်ခေါ်နာဝင်အပုကင်းပါစေနန္ဒဝါကုတ၍တရားတွေ့ချမ်းမြေ့သာယာရှိပါစေ
တတဝါယမြမြတ်တရားနာကြနိုင်ကြပါစေတတဝါယမြမြတ်တရားကိုနာနိုင်ကြပါစေဣတိနာသစ္စာဝဇေနာဤသို့နောက်တံဖော်ထုတ်ပြန်၍ဟုံးမှန်သောပဏာမသစ္စာစကားမေတ္တာစကားကိုပြောကြားရခြင်းကြောင့်တေတုံမကံတရားချစ်ခင်စိတ်ကြဝိကြကုန်သောသင်္သူတော်စင်မတိတ္တပေါင်းတို့သည်ဒုက္ခိတာကိုယ်စိတ်နှပြပြပါမည်ကျမ်းမာခြင်းချမ်းသာခြင်းနှင့်ပြည့်စုံကြကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစဉ်ပြေညတတလို့ထိုင်ပြီးတော့တရားတော်ကိုနာယူကြဒီနေ့ဟောကြားပေးမှာကတိခပုဂ္ဂိုလ်ဟူသည်ဆိုတဲ့တရားမြတ်စွာဘုရားသာသနာမှာကျင့်ကြံပွားများအားထုတ်နေကြတယ်ဗုဒ္ဓ၏သားတော်သမီးတော်တွေပေါ့တရားကျင့်ကြံရတဲ့ဝေနေရတွေပေါ့အဲ့ဒီဝေနေရတွေထဲမှာတိခပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်လဲတိခပုဂ္ဂိုလ်ပါဗျာတိခဆိုတာကျင့်စေပုဂ္ဂိုလ်လို့ပြောတာနော်တိခဆိုတာကပါဠိစကားတွေးထိုးရဲ့တရဲ့ဟိုဘက်ကကာကြီးနဲ့ခါကွေးနဲ့ဆင့်တော့အဲ့ဒါကိုတိခလို့ခေါ်တယ်ဒီဘက်မြန်မာလိုပြုမယ်ဆိုလို့ရှိရင်မြန်မာစကားပြေအတန်ပြုမယ်ဆိုရင်ကျင့်စေပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်လဲကျင့်စေပုဂ္ဂိုလ်ပါဗျာဒီနေရာမှာဝမ်းမြောက်စရာကဘာလဲလို့ဆိုတော့ကျင့်စေလို့ဆိုပေမဲ့အဲ့ဒီတိခပုဂ္ဂိုလ်ကျင့်စေပုဂ္ဂိုလ်တွေဟာအပေတကားပိတ်ပြီးသားပုဂ္ဂိုလ်တွေတဲ့အပယ်၄ပါးကလွတ်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောတယ်။ဘာ၄ပါးကလဲ။ပိ၄ပါးပါဗျာ။ငရဲဆိုတာမသွားတော့ဘူး။တိရစ္ဆာန်ဆိုတာမဖြစ်တော့ဘူး။ပိဋ္ဌာအတုရကယ်ဆိုတာလည်းမဖြစ်တော့ဘူး။အဲ့ဒါတိခကျင့်စေပုဂ္ဂိုလ်ပေါ့။တိခပုဂ္ဂိုလ်9ယောက်ပေါ့။အဲ့ဒါလေးကိုဘုံဘုံတို့နောက်ပိုင်းနားလေးမှာပြောပြမယ်။အဲ့တော့တိခဆိုတာကျင့်စေပုဂ္ဂိုလ်ဆိုတာကိုတော့မှတ်ထားပေါ့အခုယောဂီတို့လည်းပဲတရားတွေနာစေတရားတွေအားထုတ်စေတရားတွေကျင့်စေဟုတ်လားအဲ့တော့အခုဒီမှာကတိခဆိုတာကလည်းကျင့်စေပုဂ္ဂိုလ်တွေကိုပြောတာအဲ့တော့ဒီဟာနဲ့ပတ်သက်လို့ဒီတိခပုဂ္ဂိုလ်နဲ့ပတ်သက်လို့မြတ်စွာဘုရားကိုယဟန်တော်တစ်ပါးကလျှောက်ထားတာရှိတယ်မြတ်စွာဘုရားသတင်းသုံးနေတဲ့နေရာကိုယဟန်တော်တစ်ပါးရောက်လာတယ်အဲ့ဒီယဟန်တော်တစ်ပါးကမြတ်စွာဘုရားကိုရှ िख ိုးဥချသင်လျော်လျောက်ပတ်တဲ့နေရာလေးမှာထိုင်ပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားတိခပုဂ္ဂိုလ်လို့ဆိုဒီမှာကျင့်စေပုဂ္ဂိုလ်လို့ဆိုဒီမှာဘလောက်ထိသိထားဘလောက်ထိကျင့်ထားအဲ့ဒါကိုတိခပုဂ္ဂိုလ်လို့ခေါ်ပါတယ်လေဣဒိတာအမှန်တန်သိတဲ့စကားတစ်ခုလို့ဒီလိုမှတ်ရမယ်ပေါ့နော်တိခပုဂ္ဂိုလ်ကျင့်စေပုဂ္ဂိုလ်ဘယ်လေးပါးကလွတ်တဲ့ပုဂ္ဂိုလ်ဒီတိခပုဂ္ဂိုလ်လို့ခေါ်ပေမဲ့အဲ့ဒီတိခပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတိခခေါ်တာလဲအဲ့တိခပုဂ္ဂိုလ်ဆိုတာဘလောက်ထိသိထားရင်ဘလောက်ထိကျင့်ထားရင်တိခလို့ခေါ်ပါတယ်လေဆိုတော့ဒါဘိဒ္ဓကြီးအခုကျင့်စေပုဂ္ဂိုလ်တွေအတွက်အမှန်တန်သိတဲ့တယ်ပေါ့မသိသိဘူးလားသိသိပါရဲ့ဗျာကိုလည်းကျင့်နေတာပဲလေအခုတရားတွေကိုယ်တိုင်မနာဘူးလားနာပါရဲ့ဗျာကိုယ်တိုင်ရောအာမထုတ်ဘူးလားအာထုတ်ပါတယ်ဗျာအာထုတ်တော့ကိုယ်လည်းပဲဒါဘာပုဂ္ဂိုလ်လို့ပြောဒိဋ္ဌပုဂ္ဂိုလ်မြန်မာလိုပြောကျင့်စေပုဂ္ဂိုလ်ပေါ့နော်အဲ့ဒီကျင့်စေပုဂ္ဂိုလ်ထဲမှာဒိဋ္ဌပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုဒိဋ္ဌလို့ခေါ်တာလဲအဲ့ဒါကိုယဟန်တစ်ပါးကမြတ်စွာဘုရားတန်ချင့်ကပ်ပြီးတော့ရှောက်တော့မြတ်စွာဘုရားကမိန့်တယ်ယဟန်တဲ့ငါဘုရားသာသနာတော်မှာတရားတွေနာပြီးတော့တရားတွေကျင့်နေကြတဲ့ပုဂ္ဂိုလ်တွေမှာတိခလို့ခေါ်တဲ့ကျင့်စေပုဂ္ဂိုလ်တွေလို့လူတွေမှာလည်းရောယဟန်တွေမှာရောကျင့်စေပုဂ္ဂိုလ်တွေကိုတိခလို့ဒီလို
ပြောနေတဲ့အထက်မှာဘယ်လိုပုဂ္ဂိုလ်မျိုးကိုတိခလို့ခေါ်ထိုက်တယ်လဲလို့မရင်ပေးလိုက်မြတ်စွာဘုရားကအချက်2ချက်ပြောတယ်အချက်ဘယ်နှချက်လဲ2ချက်ပါဗျာ1မှန်ကန်သောအမြင်ရှိတဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒါတိခပုဂ္ဂိုလ်ပဲနော်ဒီကြမှတ်နော်မှန်ကန်သောအမြင်ရှိတဲ့ပုဂ္ဂိုလ်ပြောအဲ့ဒါလေးကိုနည်းနည်းလေးရှေ့ကိုတိုးကြည့်အောင်တို့မှန်ကန်သောအမြင်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာကခန္ဓာကိုခန္ဓာလို့မြင်တတ်တယ်ယုံ nant ကိုယုံ nant လို့မြင်တတ်တယ်မြင်စိတ်ကိုမြင်စိတ်လို့မြင်တတ်တယ်အဲ့ဒါကိုပြောတာနော်ဥပမာဒီခန္ဓာ၅ပါးယုံ nant 2ပါးကိုအမျိုးသားပဲအမျိုးသမီးပဲလူပဲနတ်ပဲလို့အဲ့ဒီလိုမျိုးသွားပြီးတော့မြင်နေတယ်ဆိုရင်အဲ့ဒါမှန်သောအမြင်လို့ပြောလို့ရလားမရပါဘူးဗျာဘယ်လိုပြောမလဲမှားသောအမြင်ဒါဆိုတိခမဟုတ်ဘူးပေါ့တိခပုဂ္ဂိုလ်မဟုတ်ဘူးပေါ့ဟုတ်လားဘလောက်ပဲတရားတွေနားနေနေဘလောက်ပဲတရားတွေကျင့်နေနေအဲ့ဒီပုဂ္ဂိုလ်ဟာမြင်တဲ့အခါမှာလဲယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ကြားတဲ့အခါကျတော့လဲငါကြားတယ်သူကြားတယ်ပုဂ္ဂိုလ်တ attva ကြားတယ်ပေါ့အဲ့ဒီလိုဆိုရင် तू မှန်သောအမြင်မရှိသေးတဲ့အတွက်ဘာမဟုတ်ဘူးလဲတိခမဟုတ်ဘူးเนาะကျင်စဲပုဂ္ဂိုလ်လို့ပြောလို့မရဘူးအပယ်လေးပါးကလွတ်မဲ့ပုဂ္ဂိုလ်လို့လည်းပြောလို့မရဘူးဒါဆိုကိုကိုသုံးတတ်ပေါ့ငါဒီလောကကြီးမှာရှိတဲ့အရာတွေကိုဘယ်လိုမြင်နေတယ်เนาะလောကမှာမြင်သမျှမိသားစုပဲမြင်ပတ်ဝန်းကျင်ပဲမြင်လူတွေကိုမြင်တဲ့အခါငါဘယ်လိုမြင်တယ်လဲအဲ့ဒီအမြင်ကပတ်စံပေးဝယ်လို့မရဘူးတရားနာမအဲ့ဒီတရားကပေးတဲ့အတိကနေပြီးတော့အမြင်မှပေါ်တာเนาะအဲ့တော့ကိုယ်ကမြင်တဲ့အခါကျတော့ဒါအမျိုးသားပဲအမျိုးသမီးပဲလူတွေကဒီလိုခေါ်နေတာလေဒါအမျိုးသားဒါအမျိုးသမီးဒါလူဒါနတ်ဒါခွေးဒါကြောင်ဒါကျွဲဒါနွားအဲ့ဒါတွေကတကယ်အရှိတွေလားအခေါ်ရှိတွေလားအခေါ်ရှိတွေပါဗျာလူဆိုတာပါလေအခေါ်ရှိတကယ်ရှိတာကခန္ဓာ၅ပါးယုံ nant 2ပါးအဲ့ဒီလိုမြင်မှအမြင်မှန်အဲ့ဒီလိုမြင်မှပါလေကိုကဘယ်လိုအမြင်မျိုးကိုမြင်နေတာလဲပေါ့ဟုတ်လားတရားတော့နားနေတာပဲတရားတော့အထုတ်နေတာပဲเนาะတရားတွေတော့ကျင့်နေတာပဲသို့ပေမဲ့ကိုယ်အမြင်ကဘယ်လိုမြင်နေတယ်လဲကိုယ်အကြားတွေမှာဘယ်လိုကြားနေတယ်လဲစားတဲ့ခါအောင်ဘယ်လိုစားနေတယ်ငါစားတာလားသူစားတာလားပုဂ္ဂိုလ်တ attva တွေစားတာလားသို့မဟုတ်ယုံ nant လားဟုတ်လားသွားနေတဲ့အခါကျတော့လဲငါသွားတာသူသွားတာလားသို့မဟုတ်ယုံ nant လားအဲ့ဒီလိုသူကအမြင်ပေါ်မှာလိုက်ပြီးတော့တိခပုဂ္ဂိုလ်လို့ဒီလိုခေါ်သွားတာဟုတ်လားတိခပုဂ္ဂိုလ်ကျင့်စေပုဂ္ဂိုလ်ဆိုတာကမြတ်စွာဘုရားကနော်မှန်သောအမြင်မြင်ထားတဲ့ပုဂ္ဂိုလ်ဆိုတာကဘသူပဲကြည့်ကြည့်ပေါ့ကိုကြည့်လိုက်တော့လဲဗာလဲပါပဲလဲဟုတ်တယ်ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြန်တော့လဲအဲ့ဒါဗဇက်ကပြောတာမဟုတ်ဘူးနော်ကိုစိတ်မာကိုကကိုညံမာကိုကအဲ့ဒီတိုင်းကိုမြင်နေတာသူကဘသူကြည့်သူကဥပမာဆိုကြပါစို့ရုပ်ချောတဲ့လူတယောက်ကိုမြင်မယ်ပေါ့ချောလိုက်တာလှလိုက်တာအဲ့ဒီလိုမမြင်ဘူးနော်ဘယ်လိုမြင်လဲချမ်းသာတဲ့လူကိုမြင်တယ်ဟာအရန်ချမ်းသာတာပဲနော်တကယ်ကိုနော်တော့မကောဖြုံးမကောစီးတဲ့ကားဝတ်တဲ့အဝတ်ဆင်ထားတဲ့ခန္ဓာကိုယ်မှာရွှေစိတ်အော်အင်မတန်ချမ်းသာတဲ့တတိကြီးပဲအင်မတန်ချမ်းသာတဲ့တတိကတော်ကြီးပဲလို့မြင်လားဘယ်လိုမြင်လဲအဲ့ဒီလိုကိုမြင်တာနော်အဲ့ဒီလိုမြင်နေမှဘာပုဂ္ဂိုလ်တိခပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုမြတ်စွာဘုရားကဘာပြောလဲမှန်သောအမြင်ရှိတဲ့ပုဂ္ဂိုလ်သည်တိခပုဂ္ဂိုလ်ပဲအဲ့တော့လူတွေကအဲ့လိုမမြင်ဘူးနော်မျက်စိရှိမှမြင်နေတယ်မျိုးသားကိုပဲမြင်တယ်မျိုးသမီးကိုပဲမြင်တယ်ရုပ်လှတယ်လို့မြင်တယ်ရုပ်ဆိုးတယ်လို့မြင်တယ်တထေးကြီးလို့မြင်တယ်တထေးကတော်ကြီးလို့မြင်တယ်အာရာရှိတဲ့လူကြီးလို့မြင်တယ်ဒီလိုမမြင်ဘူးလားဒါဆိုအပေါ်ယံပေါ့အပေါ်ယံကိုကြည့်ပြီးတော့နော်အရေးပြားပေါ်မှာဇဗလုံးတစ်ထောက်စာလောက်ဒီခန္ဓာကိုကြည့်ပြီးတော့ချောတယ်လှတယ်နော်အလားရေဟာစဘာညာပေါ့ဒါတွေဟာအဲ့လိုမြင်နေတာဒီတိခပုဂ္ဂိုလ်ရဲ့အမြင်မျိုးဟုတ်သလားမဟုတ်ပါဘူးမှန်သောအမြင်ရှိတဲ့ပုဂ္ဂိုလ်ဟုတ်သလားမဟုတ်ပါဘူးအပယ်လေးပါးတကပြိမဲ့ပုဂ္ဂိုလ်ဟုတ်သလားမဟုတ်ပါဘူးအဲ့ဒါဆိုကိုယ့်အမြင်ကိုသုံးသပ်ဖို့ဘယ်သူအမြင်ဘယ်သူသုံးသပ်အမြင်နဲ့မဟုတ်ဘူးအကြားလဲဒီလိုပဲနော်ကျန်တဲ့ဓဝါရ6ပါးတိုင်းမှာဒီတိုင်းကိုဖြ
ဖြစ်နေရမှာအဲ့ဒီလိုမျိုးကဟန်ဆောင်ပြောလို့လည်းမရဘူးသူကဟန်ဆောင်ပြောရင်တော့ငါယုံနံလို့မြင်ပါတယ်နင်ကယုံနံပဲမင်းကယုံနံပဲဒါပါဇက်ကပြောတာတကယ်တမ်းအဲ့ဒီအရာတွေနဲ့ပတ်သက်လို့ထိတ်တိုက်ပေါ့အကောင်းမြင်မြင်အဆိုးမြင်မြင်ပေါ့ကောင်းတာမြင်တဲ့ဒီတိုင်းပဲအမှန်တိုင်းမြင်ရမယ်ဆိုးတာမြင်တဲ့ဒီတိုင်းပဲအမှန်တိုင်းမြင်ရမယ်အဲ့ဒီလိုအမှန်တိုင်းမြင်တတ်တဲ့ပုဂ္ဂိုလ်သို့မဟုတ်နော်အန္တရာယ်နဲ့ကြုံလာတဲ့အခါပေါ့တာမန်လေးတော့ဟုတ်တယ်တကယ်လည်းအန္တရာယ်နဲ့ကြုံလာအဲ့ယုံနံကပျောက်သွားပြန်အောင်အန္တရာယ်နဲ့ကြုံလာတယ်ဆိုတာဒီလိုပါမိမိခန္ဓာမှာဝေဒနာတွေကတ်လာမယ်ပေါ့နော်သို့မဟုတ်ကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့မိသားစုမှာယောဂဝေဒနာတွေကတ်လာမယ်ဆိုအဲ့ဒီဆိုယုံနံကပျောက်သွားရောငါသားလေးဘယ်လိုဖြစ်ပါလိမ့်ငါသမီးလေးဘယ်လိုဖြစ်ပါလိမ့်နော်ငါတငယ်ချင်းငါပေါင်းနေဘယ်လိုဖြစ်ပါလိမ့်ဆိုတော့အဲ့ဒီမှာမှန်တော့အမြင်ဟုတ်သေးလားဟုတ်တော့ပါဘူးဗျာစောတော့ကတော့ဘယ်လိုမြင်နေတယ်ယုံနံမှန်တော့အမြင်မြင်နေတယ်နော်တကယ်အရေးနဲ့လဲကြုံရောမာတော့အမြင်နေဖြစ်ကုန်ရောသူများကိုသာတာကိုလည်းဒီလိုပဲယောဂဝေဒနာတွေမရှိတဲ့နှုန်းကတော့မျက်စိလေးမှိတ်ကြည့်လိုက်ယုံနဲ့နံနော်အမြင်အာယုံမှာလည်းယုံနဲ့နံအကြအာယုံမှာလည်းယုံနဲ့နံဆိုမှန်ကန်တော့အမြင်ရှိနေတယ်ပေါ့ကိုမှယောဂတစ်ခုကတ်လာပြီနော်ပြင်းထန်တဲ့ဝေဒနာတစ်ခုဖြစ်လာပြီဆိုငါတော့ဒုက္ခပဲဒီဝေဒနာကြီးတဲ့တော့ငါတော့ဒုက္ခပဲဒီဝေဒနာကပျောက်ပါတော့မလားဆိုတော့အမြင်မှန်နေပျောက်ကုန်ဟုတ်လားဒိဋ္ဌိတွေကတ်ကုန်ရောနော်ငါတွေသူတွေဖြစ်ကုန်ရောပုဂ္ဂိုလ်တ attva တွေဖြစ်ကုန်ရောငါနာတယ်သူနာတယ်ငါဝေဒနာဖြစ်တယ်ဆိုတော့အဲ့ဒီလိုမျိုးတွေဖြစ်ကုန်တာဒီနော်ဒါဟာအပြောလာပဲယုံနံလို့အမြင်မှန်ဖြစ်ပေမဲ့တကယ်အန္တရာယ်နဲ့ကြုံလာတဲ့အခါထိတ်တိုက်တွေ့လာတဲ့အခါနော်ယုံနံနေပျောက်ပြီးတော့ငါတွေဖြစ်သွားရင်လည်းပဲဒါဟာအပေါ်ယံလောက်ပဲသက်ခါဖြစ်ပြီးတော့တကယ်အတွင်းကြတော့သက်ခါမဟုတ်တဲ့ယောဂီတွေလည်းကျင့်နေတဲ့ပုဂ္ဂိုလ်တွေလည်းပဲအများကြီးရှိပါတယ်မရှိဘူးလားရှိပါတယ်ကိုယ်တိုင်းလည်းအဲ့ဒီလိုဖြစ်မှဆိုလို့ဒီနေ့ဒီတရားဟောပေးတယ်လို့မှတ်ပါမှတ်မိလားမှတ်မိပါတယ်ဒီနေ့တော့ကသင်္นานမှာဘာတွေပြောထားအဲ့ဒါမှတ်ထားအဲ့ဒါလေးဘုံဘုံထည့်ပြောမှာနော်လူတွေမှာရုပ်ရဲ့စိတ်ရဲ့ဘယ်နှမျိုးရှိဟုတ်ပြီစိတ်မှာပဂတိစိတ်နဲ့အသိစိတ်နဲ့ပဂတိစိတ်နဲ့အသက်ရှင်နေကြတဲ့လူတွေကများတယ်နော်ပဂတိစိတ်ရဲ့နောက်ကဘာတွေလိုက်လဲကိလေသာတွေလိုက်တယ်ဘာလိုက်လဲအသိစိတ်ရဲ့နောက်ကျမှဉာဏ်တွေလိုက်တာနော်ဒီကြမှတ်တာပါနော်အဲ့တော့လူတွေအားလုံးဟာပဂတိစိတ်နဲ့ပဲနေနေတဲ့အခါကျတော့အဲ့ဒီပဂတိစိတ်လောက်ကတော့စောစောကလိုပဲနော်တာမန်လောက်တော့ဟုတ်ချင်ဟုတ်လိမ့်မယ်ပြီးရင်တကယ်အန္တရာယ်နဲ့ကြုံလာပြီဆိုရင်ပဂရိစိတ်သမားကနော်အတိစိတ်သမားလို့ထိုးထွင်းမှာမမြင်နိုင်ဘူးနော်အန္တရာယ်နဲ့ကြုံလာရင်လည်းအမှန်တွေပျောက်သွားတတ်တယ်နော်အဲ့ဒီမှာမိုးပဲနဲ့အတိစိတ်ကတ်ထားတဲ့ပုဂ္ဂိုလ်ကြတော့ဘလို့ပဲအန္တရာယ်တွေနဲ့ကြုံနေရုပ်ဟာရုပ်ပဲနာဟာနာပဲဟုတ်လားဘယ်တော့ခါမှအဲ့ဒီအတိစိတ်ဟာသူ့မှာမပြောင်းဘူးပေါ့အဲ့ဒီလိုပုဂ္ဂိုလ်မတိခပုဂ္ဂိုလ်ကျင့်စေပုဂ္ဂိုလ်ဒါဆိုမြတ်စွာဘုရားကမှန်သောအမြင်ရှိတဲ့ပုဂ္ဂိုလ်ဒီတိခပုဂ္ဂိုလ်နံပါတ်1မှတ်တာပါပြောမှန်သောအမြင်ရှိတဲ့ပုဂ္ဂိုလ်ဒီတိခစာလို့ပြောတမ္မာဒိဋ္ဌိဘာလဲတမ္မာဒိဋ္ဌိမှတ်တယ်တစ်ချက်နောက်နံပါတ်2ကမှန်ကန်သောတည်ကြည်မှုရှိတယ်နှစ်ချက်ပဲမြတ်စွာဘုရားပြောတယ်ဒီတရားကဘုံဘုံတို့ဘယ်ကယူဟောတာလဲဆိုရင်တန်ရုပ်ပါဠိတော်ဝိဟာရဝေတိခတုတ်ကိုဘုံဘုံယူဟောတာဖြစ်ပါတန်ရုပ်ပါဠိတော်ပါဘယ်ကလဲဟဲ့တန်ရုပ်ပါဠိတော်မှာဘုံဘုံပြန်ခရီးရမနေ့ကပြန်ရောက်တဲ့အခါကျတော့တန်ရုပ်ကိုဟောကျင်စိတ်ပေါက်လာတာပေါ့နော်အဲ့ဒါတန်ရုပ်ပါဠိတော်စာအုပ်တွေဟိုတုန်းကဘုံဘုံတို့တော်တော်များများအခုဒေါ်နုနုအောင်တို့ဒေါ်တက်တက်အောင်တို့ဘုံဘုံလှူထားတဲ့ဗိဓိကသုံးပုံထဲမှာအဲ့စာအုပ်တွေပါတယ်အဲ့စာအုပ်တွေမနေ့ကစာအုပ်ထဲစာအုပ်ပုံနဲ့တွတ်ရှာတော့တွေ့တယ်ဒီတန်ရုပ်ပါဠိတော်အဲ့ဒါဒီတန်ရုပ်ပါဠိတော်မှာဝိဟာရဝေတိခတုတ်ဆိုပြီးတော့ရှိတယ်အဲ့ဒါကိုဘုံဘုံယူပြီးတော့ဟောတာအဲ့တော့နံပါတ်1ကမြတ်စွာဘုရားရှင်ကိုလိုမြတ်ကတိခကျင့်စေပုဂ္ဂိုလ်လို့ဆိုတာဟာဘာလဲလို့ဆိုရင်မှန်ကန်သောတည်ကြည်မှုရှိတဲ့ပုဂ္ဂိုလ်ဘယ်လိုလဲမှန်ကန်သောတည်ကြည်မှုရှိတဲ့ပုဂ္ဂိုလ်ပါစောစောကမြင်တာနော်အခုကဘာလဲတည်ကြည်တာတ
တီးကြည်တာဆိုရင်တော့ဘုံလို့တမ္မာတမာတိပေါ့တမာတိကိုပြောတာဘာကိုပြောတာတမာတိကိုပြောတာလူတယောက်ကနေတယ်နော်တာမန်စိတ်တည်ကြည်နဲ့တာမန်တည်ငြိမ်တာလောက်ကိုတမာတိလို့ပြောလို့မရဘူးတချို့ကအေးစစ်စစ်နေတတ်တယ်နော်စကားနဲတယ်သူ့ဘဝမှာပြာရခတ်သူမလုပ်ဘူးခိုင်အေးခိုင်နေတတ်တယ်ပေါ့အဲ့ဒါကိုတမာတိလို့ပြောလို့မရဘူးသူအနေအေးတာပဲရှိတယ်နော်အဲ့ဒါတမာတိလို့ပြောလို့ရလားမရဘူးတမာတိဆိုတာကမှန်ကန်သောတည်ကြည်မှုတဲ့ဘယ်လိုလဲမှန်ကန်သောတည်ကြည်မှုပါဗျာအဲ့ဒါစိတ်ကိုပြောတာဟုတ်လားမိမိရဲ့စိတ်ရဲ့တည်ကြည်မှုကိုပြောတာစိတ်ဟာအာယုန်ကြီးကိုအယံမသွားဘူးလို့ပြောတာပုရုဇဉ်တွေကစိတ်ကိုလေလွတ်ထားရင်လွတ်ထားသလောက်သွားတယ်နော်တွေးရင်တွေးသလောက်ကိုအတွေးတွေကနည်းနည်းလားအများကြီးလားတွေးလို့ကိုမကုန်ဘူးဒီအကြောင်းပြီးရင်နောက်အကြောင်းပဲနော်မိသားစုအကြောင်းပြီးရင်စီးပွားရေးအကြောင်းဒါတွေပြီးရင်ပတ်ဝန်းကျင်အကြောင်းဟိုအကြောင်းတွေကလည်းနည်းနည်းလားအများကြီးလားအဲ့ဒီအရာတွေရဲ့အပေါ်မှာစိတ်ကရောက်နေတာပေါ့အဲ့ဒီလိုရောက်နေလွယ်ဆိုရင်စိတ်ဟာတည်ကြည်မှုမရှိဘူးပေါ့တည်ကြည်မှုမရှိတာကိုတမာတိမတည်ဘူးလို့ပြောတာပေါ့ဟုတ်လားတည်ကြည်တယ်ဆိုတာကတမ္မာကောင်းစွာတမာတိတည်ကြည်တယ်ဆိုတာစိတ်တည်ကြည်တာကိုပြောတာစိတ်ငြိမ်တာကိုပြောတာစိတ်ငြိမ်တယ်ဆိုတာကိုယ်စိတ်ဒီအာယုန်ရှိကိုမသွားဘူးလို့ပြောတာပေါ့တရားထိုင်နေတဲ့အချိန်မှနေမဟုတ်ဘူးနော်တရားထိုင်နေတဲ့အချိန်ကတော့သူကတည်ကြည်ဖို့အတွက်တမာတိတည်ဖို့နဲ့ထွက်လေဝင်လေကိုမှတ်ရတာစိတ်ကိုငြိမ်အောင်လုပ်ရတာနော်အဲ့တော့ဒီအချိန်နေလားဆိုတော့မဟုတ်ဘူးကြံတဲ့သွားလာစားတောက်နေတဲ့အချိန်တွေမှာလည်းပဲစိတ်ကိုအာယုန်ရှိကိုအရင်လွတ်မထားဘူးသူကအာယုန်ရှိကိုလွတ်ထားတဲ့ပုံကိုယ်တွေကိုကြည့်ထိုင်းနေပေမဲ့လို့သူစိတ်ကသူနဲ့ကိုမရှိဘူးလူနဲ့စိတ်နဲ့မကပ်ဘူးဆိုတာမျိုးကြားဘူးတယ်မလားကြားဘူးပါတယ်ဘယ်လိုလဲလုံးရင်အလွယ်အမှားတွေဖြစ်နေတာလေဖြစ်မှာပေါ့နင်ကလူနဲ့စိတ်နဲ့မှမကန့်ထားအဲ့ဒါကိုပြောတာအဲ့ဒါစိတ်မတည်ငြိမ်တာကိုပြောတာစိတ်တည်ငြိမ်တဲ့ပုဂ္ဂိုလ်ကြတော့သူကအာယုန်ရှိကိုမသွားဘဲနဲ့အလုတ်တစ်ခုပေါ်မှာစူးစိုက်တယ်ပေါ့ဒီအာယုန်ရဲ့အပေါ်မှာစူးစိုက်ပြီးတော့လှုပ်တယ်ပေါ့နော်ဘုန်းတော်ပဋ္ဌာန်းတော်ကဇာနာမှာပြောခဲ့တယ်နော်အလုတ်ပေါ်မှာဇံဝင်တယ်ဆိုတာလေအလုတ်ပေါ်မှာဗာလဲဇံဝင်တယ်ဆိုတာကဒီအလုတ်ပေါ်မှာစူးစိုက်လှုပ်တာပေါ့ကိုယ်တိုင်လည်းပဲဟိုထမင်းချက်တာဝါဒနာပါတဲ့လူကအဲ့ချက်တဲ့ပြုတ်တဲ့အပေါ်မှာ तू ကဇံဝင်နေတာဇံဝင်နေတယ်ဆိုတော့ तू ချက်တဲ့ဟင်းကိုမကောက်ကောက်အောင်ချက်မယ်ဒီပြီးရင်ဘာရင်ချက်မယ်အဲ့ဒီအပေါ်မှာပဲ तू စိတ်ရောက်နေတာကိုဘာဝင်နေပြောတယ်ဒါဆိုအဲ့ဒီအပေါ်မှာစိတ်ရှိနေတာကြံတဲ့ရှိကိုစိတ်မသွားဘူးကြံတဲ့အာယုံရှိကိုမသွားဘူးဒီပေါ်မှာပဲရှိရင်ဥမာဒကမာကြီးတွေဆိုရင်ချက်တဲ့ပြုတ်တယ်ပြီးရင်အဝတ်လျှော်အောင်မယ်ဟုတ်လားပြီးရင်ဈေးသွားစရာရှိသေးတယ်တို့ပေမဲ့အဲ့ဒီအဝိရှောရမဲ့ဈေးသွားတဲ့အပေါ်ကိုစိတ်အာယုံမရောက်ဘူးဒီချက်တဲ့အပေါ်မှာပဲစိတ်အာယုံတစ်ခုတည်းကိုစူးစိုက်ထားတာဟုတ်လားအဲ့ဒါကိုဇံဝင်စားတယ်လို့ပြောတာလေဘာလို့ခေါ်လဲပြောမဲ့ဆိုရင်စိတ်ဒီအပေါ်မှာပဲရှိတာကိုပြောတာအဲ့ဒါကိုတည်ကြည်တယ်လို့ခေါ်တာတရားကျင့်တဲ့ပုဂ္ဂိုလ်အနေနဲ့ပြောမဲ့ဆိုရင်ကိုကျင့်နေတဲ့တရားအားထုတ်နေတဲ့အပေါ်မှာကိုရှုမှတ်နေတဲ့တရားပေါ်မှာစိတ်အာရုံရှိနေတာဥပမာကိုဟာတရားထိုင်နေတယ်တရားထိုင်နေတဲ့အချိန်မှာကိုယ့်ရဲ့တရားထိုင်တဲ့အပေါ်မှာပဲကိုယ်စိတ်ရှိနေတယ်မိမိတဏ္ဍာမှာပဲစိတ်ကိုတည်ငြိမ်အောင်ထားရတယ်ဥပမာထွက်လေဝင်လေရှူရင်လည်းနှာသီးပြားမှာရှိနေတယ်သို့မဟုတ်ဝေဒနာတစ်ခုပေါ်လို့ရှုမဲ့ဆိုရင်လည်းဒူးခေါင်းမှာပဲဖြစ်ဖြစ်ခါမှာပဲဖြစ်တင်မမှာပဲဖြစ်ဟိုခြေပြားမှာပဲဖြစ်ဖြစ်တခုဝေဒနာပေါ်တယ်ဆိုရင်လည်းအဲ့ဒီနေရာကိုပဲစိတ်အာယုံကအဲ့ဒီနေရာမှာပဲစိတ်ကိုထားတယ်အဲ့ဒါကိုတည်ကြည်တယ်လို့ခေါ်တာတည်ငြိမ်တယ်လို့ခေါ်တာအဲ့ဒါကိုတမာတိလို့ခေါ်တယ်အဲ့ဒါကိုဘာလို့ခေါ်အာယုံတစ်ခုကိုစူးစိုက်တာပေါ့နော်တရားကျင့်နေဆိုရင်ဥပမာဒီခန္ဓာကိုယ်မှာကတော့သူကကြည့်စရာတွေကနေရာအစုံမှာရှုခွင့်ရှုွက်တွေရှိတယ်။သို့ပေမဲ့လို့ကိုကပေါ်ရနေရာကိုရှုမယ်ဆိုကြပါစို့။ဒုကောင်းကနားနေတယ်ဆိုရင်ဒုကောင်းဒီပညာဒုကောင်းဒီဘာလဲဒုကောင်းကိုအမြင်ပြီးတော့ပေါ်နေတဲ့ဝေဒနာကပရမတ်အဲ့ပရမတ်ကိုကရှုမှာလေရှုတဲ့အခါကျတော့ကိုကအဲ့ဒီနေရာကိုပဲစိတ်အာရုံပို့လိုက်တာပို့ပြီးတော့အဲ့ဒီနေရာမှာပဲစိတ်ကိုထားပြီးတော့စူးစူးဆက်ဆက်ရှုတာပေါ့အဲ့ဒီနေရာမှာပဲကိုယ်စိတ်ရှိနေတယ်ဆိုရင်အဲ့ဒါကိုဘာပြောလဲတည်ကြည်သောစိတ်လို့ပြောတာ
ဘာလဲအဲ့ဒီနေရာကိုရှုနေရင်ကနေပြီးတော့စိတ်ကဥမာအတန်တစ်ခုကြားမယ်ပေါ့အတန်တစ်ခုရှိကိုစိတ်ကရောက်သွားပြီအဲ့လိုဆိုရင်တည်ကြည်သောစိတ်မဖြစ်တော့ဘူးတိခါပုဂ္ဂိုလ်မဟုတ်တော့ဘူးအပိုင်လေးပါးကလွတ်မဲ့ပုဂ္ဂိုလ်မဟုတ်တော့ဘာကြောင့်လဲဆိုတော့စိတ်ပြန့်လွင့်သွားလို့တည်ကြည်မှုမဖြစ်ဘူးလေမြတ်စွာဘုရားကတည်ကြည်သောစိတ်ရှိတဲ့ပုဂ္ဂိုလ်ကိုတိခါပုဂ္ဂိုလ်လို့ပြောတာလေဘယ်လိုလဲတည်ကြည်သောစိတ်ဆိုတာကစိတ်ဒီသောတော်ကဘုံမလို့ဇာနာတော်ကပဋ္ဌာန်းဇာနာတော်ကပြောခဲ့တယ်လို့တစ်ခုတည်းမှာပဲစိတ်ကိုစူးစိုက်တာလားအာယုံတစ်ခုတည်းမှာပဲစူးစိုက်တာလားအဲ့ဒီပေါ်မှာပဲဇံဝင်နေတာအဲ့ဒီပေါ်မှာပဲအာယုံစူးစိုက်တာလားအခုလဲဒီလိုပဲကိုကတရားကြည့်နေတဲ့အချိန်ကာလမှာအဲ့ဒီပေါ်ရဲ့ဝေဒနာရဲ့အပေါ်မှာရှုခွင့်ရှုခွက်ရဲ့အပေါ်မှာပဲအဲ့ဒီပေါ်မှာပဲစိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားပြီးတော့တမာတိရဲ့နောက်ကပေါ်လာတဲ့ဉာဏ်နဲ့အဲ့ဒီဝေဒနာကိုဉာဏ်နဲ့ကြည့်နေတာလေကြည့်နေတဲ့အခါကျတော့ဝေဒနာရဲ့ပြောင်းလဲတာကိုမြင်နေတယ်ဝေဒနာရဲ့ဖြစ်ချင်းပြက်ချင်းကိုမြင်နေတာကြတော့ဉာဏ်ဟုတ်လားအဲ့ဒီဉာဏ်ဒီဘာကြောင့်လဲဆိုရှေ့ကဘာတီးထားလို့လဲအဲ့ဒါမှတ်ထားနော်သူကဉာဏ်တို့မြည်သည်တမာတိမတိပဲနဲ့ဉာဏ်မပေါ်ဘူးလေပေါ်လားအဲ့တော့ဘုံဘုံတို့ဒီရှုခွင့်ရှုခွက်တွေမှာဆရာတော်တွေတော်တော်များများဟောတဲ့တရားမှာရှိတယ်လေအရှိအယကရောင်ကြည်လာပြီးမှဘာထွက်လဲဟုတ်တယ်ရောင်ကြည်လာတာတမာတိနေထွက်တာကဉာဏ်ဟုတ်လားရောင်ကြည်လာပြီးမှနေထွက်ရုံထုံးခန်းရှိတယ်ရောင်ကြည်မလာပဲနဲ့နေမထွက်ဘူးအဲ့ဒီလိုပဲကိုကဒီတမာတိဆိုတဲ့စိတ်ကတည်ကြည်မှုရှိပြီးမှစိတ်ငြိမ်ပြီးကမှတမာတိရဲ့နောက်ကနေဘာလာတာလဲဉာဏ်ဒီလိုပေါ်လာတာသူကဟုတ်လားအဲ့လိုဉာဏ်ပေါ်လာပြီဆိုလို့ဆိုရင်အဲ့ဒီပေါ်လာတဲ့ဉာဏ်နဲ့စိတ်ကတည်တည်ငြိမ်ငြိမ်လေးထားတယ်စိတ်ဒီကိုယ်နဲ့တူတူကရှိနေတယ်ကိုထားတဲ့နေရာမှာပဲသူနေတယ်ဥမာထွက်လေဝင်လေရှူမဲ့ဆိုထွက်လေဝင်နေတာမှာစိတ်ရှိနေတယ်ဒါတည်ကြည်သောတမာတိပဲသူရဲ့နာသီဝလေးမှာလာတမာတိတည်နေတယ်ပေါ့နော်အဲ့ဒီတမာတိကနေပြီးတော့ဒါကတည်ကြည်ရနေပြီးတော့နော်တဏှာကနေတော့ဝေဒနာတစ်ခုခန္ဓာကိုယ်တဏှာကနေတော့ပေါ်လာတယ်ဆိုရင်အဲ့ဒီထွက်လေဝင်လေနေရာတွေကိုထားခဲ့ပြီးတော့ပေါ်ရဝေဒနာနေရာကိုသွားပြီးတော့အရင်ဆုံးသူကဘာဘယ်နေရာမှာပေါ်နေတယ်ဆိုတာသတိထားရမှာလေမဒူးကောင်းမှာလားသို့မဟုတ်ခါမှာလားနော်သို့မဟုတ်ခြီပြားမှာလားအဲ့ဒီလိုမျိုးကိုသူကအရင်ဆုံးတမာရီကရှည်သွားပြုမယ်အဲ့ဒီနေရာလေးကိုသူကစိတ်အာယုံရောက်သွားမယ်အဲ့ဒီနေရာလေးထားပြီးတော့အဲ့ဒီနေရာလေးမှာပဲစိတ်ကိုငြိမ်အောင်ထားပြီးတော့နောက်ကနေပြီးတော့ဘယ်လိုလိုက်လားညံလိုက်လားနော်အရင်ဆုံးနေရာတစ်ခုသတ်မှတ်ပေးတာကတမာတိနေရာတစ်ခုသတ်မှတ်ပေးမှာဒါဘုန်းဘုန်းတို့ဆရာဟောထားတဲ့ဆရာတော်ဥပ္ပန္တိတာပေါ့နော်ဆရာတော်ဒုပိဋကဆရာတော်ပြောတာဥပမာလေးတူတူရှိတယ်သူကဘာလဲဆိုတော့ဒီထွက်လေဝင်လေနေရာမှာသူကပြောပြတာဘယ်လိုပြောပြလဲလို့ဆိုတော့လူတယောက်ကတဲ့သူကအလုံးမရှိဘူးပေါ့အလုံးမရှိတဲ့အခါကျတော့အလုံးလာတောင်းတယ်အလုံးလာတောင်းတဲ့အခါကျတော့အလုံးပန်ရှင်တတိယဟုတ်ပြီမင်းအလုံးလုပ်ချင်တယ်ဆိုရင်မင်းကိုအရင်ဆုံးနေရာပေးမယ်အရင်ဆုံးဘာလို့နေရာပေးမယ်ဟုတ်ပြီမင်းဒီတကားဝမှာနေတကားဝဆိုတာကသူ့ကိုအဲ့တကားဝမှာဘာပေးတာနေရာပေးတာအဲ့မှာမင်းနေအဲ့မှာနေပြီးတော့ကားဝင်တယ်ကားထွက်တယ်အဲ့ဒါကိုမှတ်အဲ့ဒါကအလုတ်ခိုင်းတာအဲ့ဒါကဘာလုပ်ခိုင်းတာအရင်တော့ပြီးမှအလုတ်ခိုင်းတာအရင်တော့သူ့ကိုဘာလုပ်ရနေရာပေးတာသူ့ကိုဘယ်မှာနေရာပေးလဲတကားပေါက်မှာအဲ့ဒီတကားပေါက်မှာမင်းနေဟုတ်လားအဲ့ဒီတကားပေါက်မှာနေဆိုတာကသူ့ကိုအဲ့ဒီနေရာမှာနေရာချပေးတာနေရာချပေးလိုက်တာပြီးမှသူ့ကိုအလုတ်ခိုင်းတာအလုတ်ခိုင်းတာကကားဝင်တာကားထွက်တာအဲ့ဒါကိုမှတ်ထားမင်းမြင်အောင်ကြည့်ဝင်လာထွက်တာအကုန်မှတ်ဆိုတာကအလုတ်တဘောပေါက်လားဒါဆိုအရင်တော့သူ့ကိုဘာပေးရပြီးမှအလုတ်ခိုင်းတာဟုတ်ပြီအဲ့တော့ဒီထွက်လေဝင်လေလေးကိုသိဖို့အတွက်စိတ်ကိုအဲ့ဒီနှာခေါင်းဝလေးမှာနေရာပေးတာစိတ်ဒီနားမှာနေအဲ့နှာခေါင်းဝလေးမှာနေနာသီးပြားလေးမှာနေအဲ့ဒါနေရာပေးလိုက်တာလေနေရာပေးပြီးတဲ့ကတော့ဝင်တာကိုဝင်လေလို့ဒီထွက်တာကိုထွက်လေလို့ဒီအဲ့ဒါကအလုတ်ခိုင်းတာအဲ့ဒါကဘာလုတ်ခိုင်းတာအရင်တော့ပြီးမှအဲ့ဒီလိုပဲအရင်နေရာပေးတယ်ဆိုတာတမာတိဟုတ်လားသူ့ကိုဒီနေရာမှာထိုင်းဆိုမဲအဲ့ဒါမှငင်းငင်းနေနော်ရှောက်သွားလို့မရဘူးဒီနေရာကိုဒီနေရာမှာမင်းငင်းငင်းနေနေအဲ့ဒါကသူ့ကိုနေရာပေးတာအဲ့ဒါစိတ်ကိုအရင်ဆုံးနေရာပေးတာပေါ့နေရာပေးပြီးမှသူကအလုတ်ခိုင်းတာအဲ့တော့ထွက်လေဝင်လေလေးမှာထွက်မှန်းသိဝင်မှန်းသိအဲ့ဒါကိုနာသီပြလေးကိုနှာခေါင်းဝါမှာထားပြီးလို့ရှိရင်ဝင်လေထွက်လေလေးကိုသိဟုတ်လား
အဲ့တော့ဝင်သွားတဲ့လေထွက်သွားတဲ့လေမမြဲဘူးဆိုတာကိုမှတ်ထားအဲ့ဒီလိုပဲခြေလုံးကနားနေတယ်နားနေတယ်ဆိုတော့အဲ့ဒီနေရာကိုအရင်ဆုံးနေရာအရင်စိတ်ကိုဒီနေရာကိုပို့ထားအဲ့ဒီမှာနားနေပြီသွားအဲ့ဒီနေရာကိုအဲ့ဒီမှာတမာတိရဲ့နောက်ကနေပြီးတော့နောက်ကညံလိုက်လာအဲ့ဒီနာရာဒီမမြဲဘူးဖြစ်လိုက်ပြက်လိုက်အဲ့ဒါကြတော့ကြည်နေတာကညံဖြစ်ပြမြင်နေတာကဘာလဲညံဟုတ်လားအဲ့ဒီလိုသူကရှုမှတ်ရတာအဲ့လိုရှုမှတ်တဲ့အခါကျတော့ဒီတမာတိမှာမရှိတဲ့ပုဂ္ဂိုလ်ကနာသီးပြားလေးမှာစိတ်ထားနေကတော့ဒီလူတွေကအားထုတ်နေတဲ့လူတွေပဲနောက်ထွက်လေဝင်လေလေးကိုထွက်မှန်းသိဝင်မှန်းသိစိတ်ကလေးရှိနေသိနေတယ်သိနေရင်ကနေပြီးတော့တခုခုအာယုံလဲပေါ်လာအောင်စိတ်ကထွက်သွားစိတ်ကထွက်သွားတဲ့အခါကျတော့လေကသာဝင်လေထွက်လေရှူးနေပြီမဲ့လို့ဝင်မှန်းမသိထွက်မှန်းမသိတော့စိတ်မရှိတော့လို့ဆိုကြပါစို့တကားဝမှာထားတဲ့လူကမရှိတော့ဘူးပေါ့တဏှာသွားနေမယ်ပေါ့ဥမာထမဲစားသွားနေမယ်ပေါ့သို့မဟုတ်တွိုင်းလက်သွားနေမယ်ပေါ့တဏှာသွားနေတဲ့သူဒီနေရာမှာမရှိတော့တဲ့အတွက်ကားဝင်လာထွက်တာ तू သိသေးလားမသိတော့ဘူး तू မရှိတော့တာအဲ့ဒီလိုပဲစိတ်ကလည်းနှာခေါင်းဝမှာမရှိတော့ဘူးဆိုရင်တမာတိမတီတော့တာဖြစ်တဲ့ဝင်မှန်းထွက်မှန်းဝင်လေထွက်လေမတီတော့ကြံတဲ့ခန္ဓာကိုယ်မှာလည်းဒီလိုပဲသူကဟုတ်လားတီကြည်တဲ့တမာတိမရှိလို့သိရင်နောက်ကဉာဏ်ပညာကလည်းပေါ်ဖို့အမှန်တန်ခက်ရင်းနေဟုတ်လားဒါကြောင့်မလို့တမာတိမိမိရဲ့ဒီနားတဲ့နေရာလေးကိုကသတ်မှတ်တဲ့နေရာလေးကိုဒီနေရာနားတယ်ဆိုတဲ့နေရာလေးကိုကသတိထားလိုက်တယ်ဒါတမာတိပြီးရင်နောက်ကနေပြီးတော့ဉာဏ်နဲ့ကြည်လိုက်တယ်ဟောဖြည့်ပြဲအဲ့ဒီလိုမျိုးမြင်တာပေါ့အဲ့တော့တမာတိတီကြည်တဲ့ပုဂ္ဂိုလ်ပေါ့တီကြည်သောပုဂ္ဂိုလ်တို့သည်တာလျင်တီကြည်သောစိတ်ရှိသောပုဂ္ဂိုလ်တို့သည်တာလျင်မှန်ကန်သောတီကြည်တဲ့ရှိတဲ့ပုဂ္ဂိုလ်တို့သည်တာလျင်တိခါပုဂ္ဂိုလ်တဲ့ဘာပုဂ္ဂိုလ်လဲဟုတ်လားတိခါပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်ကျင့်စေပုဂ္ဂိုလ်နော်တိခါပုဂ္ဂိုလ်ဆိုတာဘယ်လိုလဲကျင့်စေပုဂ္ဂိုလ်မှာမြတ်စွာဘုရားကတိခါပုဂ္ဂိုလ်မှာ2မျိုးပြောတာနော်ဘယ်နှမျိုးလဲနော်မှန်ကန်သောအမြင်ရှိတဲ့ပုဂ္ဂိုလ်မှန်ကန်သောတည်ကြည်မှုရှိတဲ့ပုဂ္ဂိုလ်အဲ့ဒါကိုဘာလို့ခေါ်လဲတိခါပုဂ္ဂိုလ်ယဟန်တစ်ပါးကမြတ်စွာဘုရားကိုရှောက်လို့မြတ်စွာဘုရားကတိခါပုဂ္ဂိုလ်ဆိုတာဒီလိုဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကိုတိခါပုဂ္ဂိုလ်လို့မြတ်စွာဘုရားကဖြေပေးနေတာဟုတ်လားအဲ့တော့ဒီလူတွေလည်းပဲယခုတိခါပုဂ္ဂိုလ်ကျင့်စေပုဂ္ဂိုလ်လေကျင့်စေပုဂ္ဂိုလ်ထဲမှာကိုလည်းပဲဘလောက်တောင်အမှန်ကန်သောအမြင်ရှိတယ်လေကိုရောတည်ကြည်မှုဘလောက်တောင်ရှိတယ်လေကိုစိတ်ဒီကိုနဲ့အတူတူကဘလောက်နေတယ်လေသို့မဟုတ်အာယုန်ဒီရှိကိုအရန်သွားနေသလားဒါဆိုအဲ့ဒီပုဂ္ဂိုလ်ကတိခါပုဂ္ဂိုလ်မဟုတ်ဘူးလေဟုတ်လားတရားတော့ငြိမ်းပြီးတော့ထိုင်းနေပါလေထိုင်းနေပြီးတော့ကိုယ်စိတ်ကဟိုအာယုံရောက်လိုက်ဒီအာယုံရောက်လိုက်ဟိုတွေးလိုက်ဒီတွေးလိုက်စိတ်ကတောင်ရောက်မြောက်ရောက်အထက်ရောက်အောက်ရောက်အကုန်လျှောက်တွေးနေရင်ဒီကြည်မှုဘာပုဂ္ဂိုလ်မဟုတ်ဘူးလေတက္ကပုဂ္ဂိုလ်မဟုတ်ဘူးဟုတ်လားဘေးကတော့ကြည့်ရင်ကြည့်နေမယ်ငြိမ်းပြီးတော့တရားအထုတ်နေတဲ့အတွက်ဩဒါတရားကျင့်နေတဲ့ပုဂ္ဂိုလ်ပဲတက္ကပုဂ္ဂိုလ်ကြီးဖြစ်လိမ့်မယ်အပယ်လေးပါလွတ်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်လိမ့်မယ်သူများကမြင်နေတယ်သူကသူ့စိတ်ကကဘာပတ်ပြီးတော့ရှောက်တွေးနေတာလေဟိုအိမ်ရောက်လိုက်အဆန်းရောက်လိုက်ဒါကြောင့်ဟိုစားတဲ့နေရာတွေရောက်လိုက်ဟိုရောက်လိုက်ဒီရောက်လိုက်ဆိုတော့တီကြည်သောတမာတိမရှိတဲ့အတွက်တကယ်လက်တွေ့ကြကြမှာတိခါပုဂ္ဂိုလ်မဟုတ်ဘူးဟုတ်သလားဒါဆိုသူတော်ကောင်းတို့လည်းပဲအပယ်လေးပါးကလွတ်ချင်တာပဲလေလွတ်ချင်ဘူးလားလွတ်ချင်တိခါပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားရမယ်ဘာဖြစ်အောင်တိခါပုဂ္ဂိုလ်ဆိုတာဘုရားဘယ်နှချက်ပြောမှန်ကန်သောအမြင်မှန်ကန်သောတည်ကြည်မှုနှစ်ခုတည်းချမှတ်အများကြီးမဟုတ်ဘူးနှစ်ခုပဲတန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားတိခါသုံးမှာဟောထားတဲ့စကားပြောမှန်ကန်သောအမြင်မှန်ကန်သောတည်ကြည်မှုပြောအဲ့ဒီအတိုင်းမြင်သလားဟုတ်လားအဲ့ဒီအတိုင်းတည်ကြည်မှုရှိသလားကိုမေးပြောတာနော်ကိုမေးပြောတာမှန်ကန်သောအမြင်ဆိုတာကမြင်တိုင်းကြားတိုင်းဒီအကုန်လုံးယုံနံရောငါမြင်သလားဟုတ်လားမှန်ကန်သောအမြင်ဆိုတာလေဘလောက်ပဲချစ်တဲ့သားသမီးပဲဖြစ်ဖြစ်သားမဟုတ်ဘူးသမီးမဟုတ်ဘူးဘာလဲအဲ့ဒီလိုမှန်ကန်သောအမြင်ကိုမြင်သလားဟုတ်လားသူတော်ကောင်းတို့ကကြံတဲ့လူတော့ယုံနံလို့မြင်တော့ကိုချစ်တဲ့သားသမီးကြတော့ယုံနံမဟုတ်တော့ငါသားဖြစ်သွားအောင်ဒါငါသမီးဖြစ်သွားဘာကြောင့်လဲငါမွေးထားလို့
နော်အဲ့ဒီလိုဖြစ်တယ်ဆိုတော့ဘလို့မှမှန်ကန်သောအမြင်မဟုတ်ဘူးမှန်ကန်သောအမြင်ဆိုတာကအရာအလုံးပေါ်မှာဒီတိုင်းပဲမြင်တာမပြောင်းဘူးသူကဘလောက်ပဲချစ်ခင်တဲ့သားသမီးပဲဖြစ်ဖြစ်ခင်မမှာပဲဖြစ်ဖြစ်ကိုချစ်မြတ်နိုးတဲ့ပုံကိုပဲဖြစ်ဖြစ်ဘလို့ပဲလဲအဲ့ဒီလိုကိုမြင်နေတာဟုတ်လားနောက်တစ်ခုယုံနာရဲ့ဖြစ်ပျက်လို့ပဲမြင်နေတာအဲ့ဒါမှသာလေရင်မှန်ကန်သောအမြင်ဘာပုဂ္ဂိုလ်ဘယ်ကလွတ်လဲအဘယ်ကတော့ခင်ဗျားတို့လွတ်ချင်တာပဲလေနော်အဘယ်လေးပါမလာငယ်ရဲ့ဘုရားရှိတော်ဆူတောင်းနေတာပဲဟုတ်လားဆူတောင်းလိုက်တော့ဘုရားပြီးမှာမဟုတ်ဘူးနော်ကိုမသက်ခံပုဂ္ဂိုလ်မှမဟုတ်ဘဲနဲ့အမှန်မှန်ကန်မှန်မှမြင်ထားတဲ့ပုဂ္ဂိုလ်မှမဟုတ်ဘဲနဲ့အဘယ်လေးပါကလွတ်ရပါလို့လွတ်ကိုမလွတ်ဘူးလွတ်ပါမလားလွတ်ပါဘူးဒါကြောင့်အမြင်နေမှာလဲမှန်မှန်ကန်ကန်မြင်တတ်ဖို့လိုတယ်နောက်တစ်ခုမျက်စိနဲ့အစင်းနဲ့ဆိုဘာစိတ်ပေါ့ငါမြင်တာဟုတ်လားသူမြင်တာရုပ်နဲ့နာမယ်မျက်စိနဲ့အစင်းကရုပ်မြင်စိတ်ကနာအမြင်မှာလဲအဲ့ဒီလိုရုပ်နဲ့ကွဲဖို့လိုတယ်ဟုတ်လားနောက်နားနဲ့အတန်နဲ့တိုက်တော့ဘာစိတ်ပေါ့နားနဲ့အတန်ကရုပ်ကြားစိတ်ကနာငါမြင်တာသူမြင်တာလားရုပ်နာအဲ့ဒါမှတန်ရင်ဘာလဲမှန်ကန်သောအမြင်ဘာပုဂ္ဂိုလ်ဘယ်ကလွတ်လဲဝမ်းနေစရာလိုလားမလိုပါဘူးကြောက်စရာလိုလားမလိုပါဘူးကိုယ်အမြင်ကိုသုံးတတ်ပါကိုယ်အကြားကိုသုံးတတ်ပါငါဒီတိုင်းမြင်နေတာဒီတိုင်းသိနေတာငါတိခပုဂ္ဂိုလ်ဖြစ်နေပြီငါဒီနိဗ္ဗာန်မရောက်တော့အပယ်လေးပါးကလွတ်နေပြီဆိုတာကိုဝမ်းမြောက်တာပါမြင်တဲ့အခါသာသမီမြင်တဲ့အခါလူနာပုဂ္ဂိုလ်တတ္တဝချမ်းသာဆင်းရဲအဲ့ဒီတိုင်းသာမြင်နေရင်ငါဒီတိခပုဂ္ဂိုလ်မဟုတ်ဘူးငါဒီပယ်လေးပါးကလွတ်မဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလို့ဘသူကိုဘသူဆွဲချက်တင်ရတတိထားဖို့မလိုဘူးလားတတိထားခိုင်းနေတယ်လို့မှတ်ပါနော်အဲ့တော့တိခပုဂ္ဂိုလ်ဆိုပြီးတော့တိခပုဂ္ဂိုလ်က9ယောက်ရှိတယ်တဲ့တိခပုဂ္ဂိုလ်ဘယ်နှယောက်လဲသောတာပတ္တိမေသောတာပတ္တိဖို့တဂရဂ ामि မေတဂရဂ ामि ဖို့အနာတဂရဂ ामि သောတာပန်တဂရဂအနာဂ ामि မေအနာဂ ामि ဖို့ဆိုတော့6ယောက်ရှိသွားပြီပြန်ပြောမယ်သောတာပတ္တိမေသောတာပတ္တိဖို့တဂရဂ ामि မေတဂရဂ ामि ဖို့အနာဂ ामि မေအနာဂ ामि ဖို့ဘယ်နှယောက်ရှိသွားအရဟတမေတခုထည့်လိုက်အရဟတမေတခုထည့်လိုက်ဘယ်နှခုဖြစ်သွားအဲ့ဒါပဲတိခပုဂ္ဂိုလ်ကနော်အရဟတဖို့မထည့်နဲ့အရဟတဖို့ယန္တာဟုတ်လားအတိခပုဂ္ဂိုလ်ဖြစ်သွားယန္တာပုဂ္ဂိုလ်ကိုဖယ်ထားလိုက်ယန္တာပုဂ္ဂိုလ်ကျတော့သူကကျင့်စေမဟုတ်ဘူးကျင့်ပြီးသွားပြီလေယန္တာနိဗ္ဗာန်ဝင်တော့မှလေသူကြတော့အတိခပုဂ္ဂိုလ်ဆိုတာယန္တာနော်ယန္တာဒီတပါအဲ့ဒီတစ်ခုကိုထုတ်ထားလိုက်တော့ထုတ်ထားလိုက်တဲ့အခါကျတော့ဘုံဘုံတို့ရှေ့6ခုရယ်နောက်တစ်ခုရယ်ပေါင်းတော့ဘယ်နှခုလဲ9ခုအဲ့ဒါလေးပြန်ရအောင်သောတာပတ္တိမေတဂရဂ ामि ပဲအနာဂ ामि မေအရဟတမေနော်အရဟတဘုမပါဘူးအရဟတမေဆိုတော့ဘယ်နှခုလဲအဲ့ဒါကိုသက္ခပုဂ္ဂိုလ်9ယောက်ကျင့်စေပုဂ္ဂိုလ်9ယောက်အဲ့ဒါအပယ်လေးပါလွတ်မဲ့ပုဂ္ဂိုလ်9ယောက်သဘောပေါက်လားအဲ့တော့အဲ့ဒီ9ဦးဒီအပယ်လေးပါကလွတ်တယ်ဟုတ်လားအဲ့တော့ကိုကဒီအပယ်လေးပါကလွတ်တဲ့ဒီသက္ခပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုခေါ်ပါတယ်လဲလို့မေးရင်မြတ်စွာဘုရားကိုယဟန်တော်တစ်ပါးကရှောက်တဲ့မြတ်စွာဘုရားကပြောတဲ့အချက်2ချက်တစ်ကအမြင်စာလို့ပြောရင်တမ္မာဒိဋ္ဌိနှစ်ကမှန်ကန်သောတည်ကြည်မှုတမ္မာတမာတိအဲ့ဒါကိုမြတ်စွာဘုရားပြောဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့နေ့လည်ကပြောတဲ့ဒီပရိစ္ဆသမုပ္ပါမှာပြောတဲ့ဗါတယ်လေစိတ်မှာဗဂတိစိတ်နဲ့အသိစိတ်အဲ့ဒါလေးနဲ့နှစ်ခုဘုန်းဘုန်းတို့ဒါလေးကိုပြောကြည့်ကြရအောင်နော်အဲ့ဒီမှာမြတ်စွာဘုရားဟောကြားခဲ့တဲ့ယခုတိခပုဂ္ဂိုလ်ရဲ့အရေးအချင်းဥစ္စာပေါ့ဒီ2ချက်ပေါ့နော်အဲ့ဒီ2ချက်မှာနော်နှစ်အချက်ကပါတယ်လေမှန်ကန်သောတည်ကြည်မှုလှုပ်သေးချာအဲ့ဒါကိုတမာတိလေအဲ့ဒါဘာလဲတမာတိဆိုတာကတတိဝရိယတမာတိစာလို့ပြောတမ္မာတတိ
သမ္မာဝါယမသမ္မာသမာဓိဟုတ်လားဒါဆိုတတိပေါ့ဟုတ်လားအဲ့တော့တတိလို့ဆိုတဲ့အခါကျတော့ဘုန်းဘုန်းတို့နေ့လည်တော့ကပြောခဲ့တယ်နော်မိမိရဲ့စိတ်မှာနော်တတိကတ်ထားတာတတိကတ်ထားတဲ့ပုဂ္ဂိုလ်ဆိုရင်ပဂရိစိတ်ရဲ့နောက်ကကိလေသာလိုက်သွားတာဒီနော်အဲ့ဒီပုဂ္ဂိုလ်ကတတိမကတ်တဲ့ပုဂ္ဂိုလ်နော်တတိကတ်တဲ့ပုဂ္ဂိုလ်ကြတော့နော်မြင်စိတ်ကြားစိတ်ရဲ့နောက်ကနေပြီးတော့ကိလေသာလိုက်တာလားညံလိုက်တာဟုတ်ပြီအဲ့တော့အခုမျက်စိနဲ့မြင်မယ်နော်မျက်စိနဲ့အစင်းကိုမြင်တယ်မြင်စိတ်ပေါ်တယ်အဲ့ဒီမြင်စိတ်ပေါ်တဲ့အခါမှာမြင်တယ်လို့တတိထားရင်သိတယ်အဲ့ဒါသမာဓိပေါ့အဲ့ဒါဘာလဲသမာဓိမျက်စိနဲ့ဘာလဲဆိုဘာစိတ်ပေါ့အဲ့ဒီမြင်စိတ်ကိုမြင်စိတ်ပဲလို့တတိမခိုင်းပဂတိစိတ်နော်ပဂတိစိတ်ရဲ့နောက်ကလောဘဒေါသမောဟမာနအိတ်တမစရိယနောက်ကကိလေသာတွေတန်းပါသွားတာအဲ့ဒါဘာစိတ်လဲပဂတိစိတ်ဘာစိတ်လဲပဂတိစိတ်ကလူတိုင်းမှာရှိတယ်လူတိုင်းမှာရှိတယ်နော်သူပဂတိစိတ်ဆိုတာကမြင်တယ်အေးဟုတ်တယ်မြင်လိုက်တယ်ကြားတယ်အေးဟုတ်တယ်ကြားလိုက်တယ်တော့ဒီလောက်ပဲနော်အခုနောက်စိတ်ကဘာလဲပဂတိစိတ်တဲ့အစင်းမျက်နာကအတိစိတ်ကြတော့မြင်တယ်အဲ့ဒီမြင်တဲ့နေရာကိုတတိထားတယ်ဘာထားလဲတတိထားလိုက်တဲ့အခါကျတော့အဲ့ဒီမြင်တာကိုမြင်တယ်လို့သိသွားတယ်သိတာဒီတတိဒီတမာတိလေတတိဒီဘာလဲအဲ့ဒီတမာတိတည်သွားတဲ့ပုဂ္ဂိုလ်တယောက်ဒီတတိရှိသွားတဲ့ပုဂ္ဂိုလ်တယောက်ဒီဘုံဘုံတို့နေ့လည်တော့ကပြောတယ်နေ့အကွက်တွေကစိတ်မှာနော်ရုပ်နဲ့စိတ်မှာအတိကတ်သွားတဲ့စိတ်ဖြစ်တဲ့အတွက်ဒွါရ6ပါးမှာအတိကတ်သွားတာဖြစ်တဲ့အတွက်သုံးအကွက်တွေကအကြောင်းဒီမကောင်းဘူးလို့ပြောတာကောင်းတယ်လို့ပြောတာဒါပေါ့ဘာကတ်သွားလို့လဲဟုတ်တယ်တတိကတ်သွားတော့ तू ဘာကောင်းလဲအကြောင်းကောင်းမယ်အကြောင်းကောင်းရင်အဲ့ဒါပဲလေဒီပစ္စုပန်ကောင်းတော့အနာဂတ်ကောင်းသွားတယ်အဲ့ဒါဒီမြင်စိတ်ရဲ့နောက်ကပဂတိစိတ်မဟုတ်ဘဲနဲ့ဘာစိတ်ဖြစ်သွားလို့အတိစိတ်ဖြစ်သွားလို့အတိဆိုတာသောတော့ကဘာထားလိုက်လို့နားလေလားခုပြောတာနည်းနည်းတော့အာယုံဆိုင်ပြီးတော့နာနော်နည်းနည်းတော့အာယုံဆိုင်နာဆိုတာကလက်တွေ့ကြအရာကိုပြောပြနေတာမို့လို့လက်တွေ့ကြအရာကိုတရားနဲ့ရှင်ပြီးတော့ကပ်ပြီးတော့ပြောတဲ့အရာမို့လို့အပေါ်ယံနာရင်တော့မရဘူးနော်အပေါ်ယံလောက်တာမန်လောက်အာယုံဆုဆိုင်ပြီးတော့မနာပဲနဲ့အာယုံတစ်ပါးစိတ်ဘေးကိုရောက်နေတဲ့ပုဂ္ဂိုလ်ဆိုရင်တော့ရကြမှာရမှာသို့မဟုတ်တရားနဲ့ဝေးသေးတဲ့ပုဂ္ဂိုလ်တရားနဲ့စပြီးတော့ထိတွေ့ကြတာပုဂ္ဂိုလ်ဆိုရင်တော့နည်းနည်းတော့ရှုပ်နေလိမ့်မယ်ဟုတ်လားတို့ပေမဲ့ဒီဓမ္မလမ်းကြောင်းပေါ်ကိုအမြဲတမ်းရှောက်နေတဲ့ပုဂ္ဂိုလ်တို့ဆိုရင်တော့နားရှင်းသွားတယ်ကိုယ်တော်ရှုခွင့်ရှုွက်တွေမှာတကယ်ကိုနော်ထားတဲ့တန်လန်းကိုအသိဉာဏ်ကြီးရသွားတယ်သဘောပေါက်လားပဂရိစိတ်နဲ့အတိစိတ်ရဲ့ကွဲခြားမှုဟာအဲ့ဒီလိုဖြစ်တယ်ဆိုတာသိသွားတာနော်အခုမြတ်စွာဘုရားကလည်းပဂရိစိတ်ရှိတဲ့ပဂရိစိတ်တဲ့နော်အတိစိတ်ရှိတဲ့ပုဂ္ဂိုလ်သိတည်ကြည်တဲ့ပုဂ္ဂိုလ်ဒီတိခပုဂ္ဂိုလ်လို့ဘုရားကပြောနေတာလေတို့ကဒီတိခပုဂ္ဂိုလ်ဆိုတာကနော်တည်ကြည်တဲ့စိတ်ရှိတယ်ဆိုတော့မြင်တဲ့အချိန်မှာတတိထားရင်တည်ကြည်တယ်လေမြင်တယ်လို့သိတယ်လေအဲ့ဒီအာယုံနောက်မှာလောဘဒေါသမလိုက်ဘူးပဂတိစိတ်ရှိတဲ့လူသာလိုက်တာတို့ကဘာစိတ်ဖြစ်နေလဲအတိစိတ်ဘာစိတ်လဲဘယ်အချိန်အတိစိတ်ဖြစ်တာလဲဆိုတော့မျက်စိနဲ့အစင်းနဲ့စုံအဲ့ဒီအချိန်လေးမှာသိလိုက်တာမြင်ရင်မြင်တယ်လို့သိတယ်ဟုတ်လားဟုတ်ပြီဒါဒီအစင်းကိုမြင်လိုက်တယ်မြင်တယ်လို့သိတယ်သိလိုက်တဲ့အခါကျတော့အဲ့ဒီအတိရဲ့နောက်ကနေတော့လောဘဖြစ်ဖို့ရပ်သွားတယ်ဒေါသဖြစ်ဖို့ရပ်သွားတယ်ဩဒါဟာမြင်တယ်နော်ဒါဒီအစင်းတစ်ခုကိုမြင်လိုက်တယ်ကောင်းတာမြင်စိုးတာမြင်ပေါ့ဘယ်လိုအစင်းမျိုးပဲမြင်ပေါ့ဩဒါဟာမျက်စိနဲ့အစင်းနဲ့ဆိုလို့မြင်စိတ်ပေါ်တယ်ဟုတ်လားဩဒါဒီမြင်စိတ်ပဲလို့ဆိုပြီးတော့တတိထားလိုက်တယ်ဟုတ်လားသူမို့လောဘဖြစ်ရင်လည်းလောဘဖြစ်เสียပဲဒေါသဖြစ်ရင်လည်းဒေါသဖြစ်เสียပဲလို့ဘာထားလိုက်တတိထားလိုက်တာဒီအဲ့ဒါတည်ကြည်မှုတတိထားလိုက်တဲ့ခါကျတော့သူ့ရဲ့စိတ်တွေဟာဟိုလောဘဒေါသတွေမဖြစ်ဘူးအာယုန်တွေရှိကိုမသွားဘူးပေါ့ဟုတ်လားတည်ကြည်သွားတယ်ဘာဖြစ်သွားလဲကိုယ်စိတ်ဟာအာယုန်တွေစီကိုလောဘဖြစ်เสียနေရာကိုမရောက်တော့ဘူးဒေါသဖြစ်เสียနေရာကိုမရောက်တော့ဘူးအိတ်တမစိတရားဖြစ်မဲ့နေရာတွေကိုမရောက်လို့ရောက်တော့မှတတိထားတာဖြစ်တဲ့အတွက်သူကချုပ်တိတာတာပေါ့
နော်ဒါကြောင့်မလို့အဲ့ဒီစိတ်ဟာတည်ကြည်သွားတယ်တည်ငြိမ်သွားတယ်အဲ့ဒါကိုတိက္ခပုဂ္ဂိုလ်လို့ခေါ်တယ်အမြင်အာယုံမှာတတိထားနိုင်တဲ့ပုဂ္ဂိုလ်ပြောတာဟုတ်လားနော်အတိစိတ်ကတ်နိုင်တဲ့လူကိုပြောတာပဂရိစိတ်တဲ့အတိစိတ်ကတ်ထားတာယောဒါဆိုတည်ကြည်မှုမဖြစ်ဘူးလားမြတ်စွာဘုရားကတည်ကြည်မှုရှိတဲ့ပုဂ္ဂိုလ်ကိုဘာလို့ခေါ်ဟုတ်ပြီပါဠိဘာကလွတ်လေဒါဆိုအပယ်လေးဘာကလွတ်ချင်ရင်မြင်တဲ့အခါမှာတတိကတ်ထားလေလွယ်တယ်နော်သိရင်လွယ်တယ်နော်မသိရင်ခက်မယ်နော်သိတော့လည်းပဲဒါတို့ကမြင်တဲ့ချိန်မှာတတိလေးကတ်ထားရင်နော်တတိလေးကတ်ထားရင်အတိလေးကတ်ထားရင်ပဲလောဘဖြစ်ဖို့ဒေါသဖြစ်ဖို့ထိမ့်သွားတယ်ထိမ့်သွားတာဖြစ်တယ်ငါတို့အပယ်လေးဘာကလွတ်နိုင်တယ်အကျိုးမများဘူးလားနောက်တစ်ခုနားနဲ့အတန်နဲ့တိုက်တော့ဗာစိတ်ပေါ့ကြားစိတ်ပေါ့အဲ့ဒီကြားစိတ်ပေါ်တဲ့အချိန်မှာပေါ့မိမိရဲ့နားမှာကြားစိတ်ကလေးပေါ်နေတဲ့အချိန်မှာအဲ့ဒီကြားစိတ်ကိုဗာထားတတိထားလိုက်တဲ့အခါကျတော့အဲ့ဒီအတန်ကြောင့်လောဘဒေါသတွေလာသေးလားဘဂတိစိတ်ဖြစ်သွားတာလားအတိစိတ်ဖြစ်သွားတာအတိစိတ်ဒီစိတ်ကိုတည်ငြိမ်သွားတာဖြစ်တဲ့ဘာပုဂ္ဂိုလ်ဖြစ်မလဲတိက္ခပုဂ္ဂိုလ်ဟုတ်လားတည်ငြိမ်တာကိုတည်ကြည်တာကိုတည်ကြည်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ကိုတိက္ခပုဂ္ဂိုလ်လို့ပြောတာလေကျင့်စေပုဂ္ဂိုလ်လို့ပြောထားတာလေနိဗ္ဗာန်မရောက်တောင်မှတိက္ခပုဂ္ဂိုလ်တို့ဒီဗာလေးပါးကလွတ်လေဒါကြောင့်မလို့မြင်တဲ့အခါပဲဖြစ်ဖြစ်ကြားတဲ့အခါပဲဖြစ်ဖြစ်နာတဲ့အခါစားတဲ့အခါထိတဲ့အခါတွေးတဲ့အခါပဲဖြစ်ဖြစ်တတိလိုက်နိုင်တဲ့ပုဂ္ဂိုလ်တတိလိုက်နိုင်တဲ့ပုဂ္ဂိုလ်ဒီတည်ကြည်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်တည်ကြည်တဲ့ပုဂ္ဂိုလ်ဒီတိက္ခပုဂ္ဂိုလ်ဖြစ်တယ်ကျင့်စေပုဂ္ဂိုလ်ပေါ့အဲ့ဒီပုဂ္ဂိုလ်တို့ဒီအပယ်လေးပါးကလွတ်နိုင်တယ်အကျိုးမများဘူးလားဒါကဘုန်းဘုန်းတို့ပဂရိစိတ်နောက်ကနေပြီးတော့တတိလိုက်နိုင်တာနော်နောက်ညံလိုက်တာကိုကြည့်လိုက်ဟုတ်လားညံလိုက်တာကြတော့သူကပိုအစင်းမြင့်သွားတယ်ပေါ့နော်မျက်စိနဲ့အစင်းနဲ့စုံမဲ့မြင်စိတ်ပေါ်တယ်သောသောကတတိထားယုံပဲတတိထားလိုက်တဲ့အခါကျတော့လောဘဒေါသမဖြစ်အောင်တော့ပဲသူကဟောညံစိတ်ကြတော့အဲ့ဒီလိုမဟုတ်တော့ဘူးအဲ့ဒီမြင်စိတ်အပေါ်မှာလောဘဖြစ်လေဖြစ်ရှုတယ်သူကဒေါသပေါ်လာရင်လည်းဖြစ်ရှုတယ်နော်လောကကြီးကကိုကဖြစ်လောကကြီးဖြစ်တဲ့အတွက်အလုံးကမြင်ကြားတဲ့အရာတွေမှန်သမျှသည်ဖြစ်တွေပဲဖြစ်ကဘာသစ္စာမြင်တဲ့ဉာဏ်ကသူကြတော့မဂ္ဂသစ္စာဉာဏ်ပညာဝင်လာတယ်သူကဟုတ်လားဉာဏ်ပညာဝင်လာတာဖြစ်တဲ့အတွက်သူကြတော့ကိလေသာကိုငြိမ်အောင်မဟုတ်ဘူးကိလေသာကိုဘောကိုမပေါ်တာနော်ဉာဏ်နဲ့ရှုလိုက်တာဖြစ်တဲ့အတွက်ကိလေသာတွေကလားကိုမလာဘူးလောဘလည်းမလာဘူးဒေါသလည်းမလာဘူးအိတ်တမစိရိယလည်းမလာဘူးအဲ့ဒီအရာတွေကိုအကုန်လုံးကိုဉာဏ်ကဖယ်ထုတ်ပြလိုက်တာဖြစ်တဲ့အတွက်သုံးအကွက်ထဲမှာပေါ်လာမဲ့ကိလေသာတွေကသေသွားတာဟုတ်လားသောသောလုံးကတတိတုံးကသုံးအကွက်ထဲကအရာတွေမှာမကောင်းတာတွေမဟုတ်ဘဲနဲ့ကောင်းတာတွေဖြစ်သွားတာကောင်းတာတွေဖြစ်တော့သူကအကြောင်းရှိနေသေးတယ်တို့ပေမဲ့အဲ့ဒီအကြောင်းကကောင်းသောအကြောင်းဖြစ်လို့ဟိုအနာဂတ်မှာဘာအကျိုးရအဲ့ဒါကြတတိကြောင့်နော်သူကြတော့သူကမဆုံးသေးဘူးသူကတတိဆိုတာမျိုးကတည်ကြည်တာပဲရှိတယ်အခုဒီမှာကိုကြည့်ပါလားတိခပုဂ္ဂိုလ်ဆိုတာကျင့်ပြီးကိုပြောတာလားကျင့်စေကိုပြောတာအတိခမှာကျင့်ပြီးဟုတ်လားအခုလည်းဒီလိုပဲတတိထားလိုက်တာနဲ့တပြားနဲ့တည်ကြည်သွားတယ်တည်ကြည်သွားတဲ့ပုဂ္ဂိုလ်ဒီသုံးအကွက်ထဲကအကြောင်းတွေကောင်းတယ်သူကအကြောင်းရှိနေသေးတော့လေးအကွက်ကဘာလာအောင်အကျိုးလာအောင်မယ်ဘာကြောင့်လဲဆိုတော့တတိတွေရှိသေးလို့နော်တတိတွေရှိတဲ့သူကအကောင်းအဆိုးမှာအဆိုးမလုပ်ဘဲနဲ့အကောင်းဖြစ်မယ်အကြောင်းကောင်းမယ်သုံးအကွက်အကြောင်းကောင်းတော့လေးအကွက်အနာဂတ်မှာဘာကောင်းလူဇာတိနတ်ဇာတိဓမ္မဇာသုံးအကွက်ထဲကကံအကြောင်းတွေကောင်းတော့ကာမဘဝပြည့်စရာဘာဇာတိတွေလဲအပေဇာတိပြီးသွားတာပေါ့အပေဇာတိချုပ်သွားတာပေါ့တို့ပေမဲ့လူဇာတိနတ်ဇာတိတော့ခန္ဓာ၅ပါးဒုက္ခသစ္စာတော့ရှိသေးတယ်ဟုတ်လားဘာကြောင့်ရှိတာလဲဆိုတော့သူကတမာတိပဲမို့လို့တည်ကြည်တဲ့အရာတွေမို့လို့ဟုတ်လားစောစောကပြောခဲ့တဲ့မြင်နဲ့ကြားတဲ့အခါမှာတတိထားယုံတော့မဟုတ်လို့ဟောဉာဏ်ကြတော့အဲ့ဒီလိုမဟုတ်ဘူးမြင်တယ်ကြားတယ်မြင်တိုင်းကြားတိုင်းဖြစ်ပြက်ဟုတ်လားအကောင်းမြင်မြင်အဆိုးမြင်မြင်ဖြစ်ပြက်ကဘာသစ္စာမြင်တဲ့ဉာဏ်ကသူကြတော့သူကကိလေသာတွေကိုပေါ်ခွင့်မရအောင်ကိုရှုပြတဲ့ဉာဏ်ကမှတ်ပြတဲ့ဆိုကြပါစို့ဒီလိုပေါ့ရှုပြတဲ့မှတ်ပြတဲ့ဆိုတာကလည်းကိုယ်စိတ်ထဲမှာ
လောဘဖြစ်เสียပေါ်ရင်လေကိုကအဲ့ဒီလောဘကိုတတိနဲ့ထိန်းထားတယ်ပြီးရင်အဲ့ဒီလောဘစိတ်ဒီကိုယ်စိတ်ထဲမှာမရှိအောင်ထုတ်ပြတာအဲ့ဒါကိုဖြစ်ဖြစ်ရှုတယ်လို့ပြောတာဖြစ်ဖြစ်ရှုတယ်ဆိုတာကစာလို့ပြောတာဒီလူတွေဓာတ်ရိုက်နားလည်နေတဲ့စကားလုံးနဲ့ပြောမယ်ဆိုကိုယ်စိတ်ထဲမှာအဲ့ဒီမကျင်တတ်တဲ့စိတ်မရှိအောင်ထုတ်ပြတာဟုတ်လားကျင်တတ်တဲ့စိတ်ကိုလည်းမရှိအောင်ထုတ်ပြတာကိုယ်စိတ်ထဲမှာအဲ့ဒါမရှိတော့ဘူးမရှိတာမှခဏမရှိတာထာဝရမရှိတာလုံးဝကိုမရှိတော့ဘူးဘယ်ချိန်မှဖြစ်ဖြစ်နောက်မြင်တိုင်းကြားတိုင်းကြုံတိုင်းစုံတိုင်းမှာလုံးဝကိုမရှိတော့ဘူးဆိုရင်အဲ့ဒါသမုဒိယသစ္စာသိတာလေဟုတ်လားဘုရားရဟနာတွေကြည့်ပေါ့လောဘဖြစ်သေးလားကျင်တတ်တဲ့ဆိုတာရောလာသေးလားဒေါသဖြစ်သေးလားမကျင်တတ်ဘူးဆိုတာရောလာသေးလားအဲ့ဒါကြောင့်မလို့ကိလေသာမရှိလို့ဘာလို့ခေါ်လဲယဟန္တာကိလေသာမရှိလို့ဖယားဖယားလည်းယဟန္တာပဲလေယဟန္တာဆိုတာဘာမရှိတာကိလေသာကိလေသာမရှိလို့ယဟန္တာကိလေသာမရှိဘူးဆိုတာကမြင်တယ်ကြားတယ်အလိုကြားတာလည်းမဖြစ်ဘူးအလိုမကြားတာလည်းမဖြစ်ဘူးမဖြစ်အောင်လည်းရှုမှတ်ပြလိုက်တာဟုတ်လားရှုမှတ်ပြလိုက်တဲ့အတွက်အဲ့ဒီလောဘဒေါသတွေကျင်တတ်တာတွေမကျင်တတ်တာတွေမလာတော့ဘူးဆိုတဲ့ကကိလေသာသေတယ်သေတာဒီသမုဒိယသစ္စာ၃အကွက်ဘယ်ကွက်လဲအကြောင်းဘာဖြစ်လဲသေတယ်အဲ့ဒါကိုအကြောင်းချုပ်တယ်လို့ခေါ်တာဘာချုပ်လဲအကြောင်းချုပ်တော့၄အကွက်အကျိုးဆိုတာလာသေးလားကာမဘဝပြည့်စရာဇာတိလာအောင်လားအဲဇာတိမရှိတဲ့နေရာကနိဗ္ဗာန်ပြီနောက်တော့တပံမွေးဖွားမှုမရှိဘူးအိုခြင်းလည်းမရှိဘူးနာခြင်းလည်းမရှိဘူးသေခြင်းလည်းမရှိဘူးဆိုတာကဘယ်နေရာလဲနိဗ္ဗာန်နိဗ္ဗာန်ကသူ့အလိုလိုရောက်သွားတာတော့မဟုတ်ဘူးမြင်နဲ့ကြားတဲ့နေရာမှာဖြစ်ပြက်ပဲအပြက်ပဲဆိုပြီးတော့ရှုတဲ့အခါစိတ်အာယုံမှာခံစားမှုတွေကျင်တတ်လို့လည်းမခံစားဘူးမကျင်တတ်လို့လည်းမခံစားဘူးအဲ့ဒီအာယုံတွေကိုဘယ်လိုပုံစံမျိုးနဲ့တွေ့လုံးဝကိုမခံစားတော့အဲ့လိုမခံစားအောင်ရှုနိုင်မှတ်နိုင်တာဖြစ်တဲ့အတွက်ဉာဏ်လို့ခေါ်တာအဲ့ဒီဉာဏ်ဝင်သွားပြီဆိုလို့ရှိရင်မြင်တယ်မခံစားတော့ကြားတယ်မခံစားတော့အဲ့ဒီအာယုန်တွေကိုဖယ်ပြစ်နိုင်တာဒီဉာဏ်ဖယ်ပြစ်နိုင်တယ်ဆိုတာကမဂ္ဂသစ္စာနဲ့ဖယ်တာဘယ်သစ္စာကိုကြည့်တယ်မေးရင်ဒုက္ခသစ္စာဒီမြင်စိတ်ကြားစိတ်တွေကိုကြည့်တာပေါ့နှဲ့ကွယ်ခန္ဓာကိုကြည့်တာပေါ့နှစ်နဲ့သုံးကြတဲ့ကမဂ္ဂသစ္စာလည်းကြည့်ရောအဲ့ဒီအာယုန်တွေကိုဖယ်နိုင်ပြီဆိုရင်တဏှာအစရှိတဲ့သုံးအကွက်တွေကကိလေသာတွေလာသေးလားမလာပါဘူးအဲ့ဒါကိုဘာသစ္စာသေးတာလဲသမုဒိယသစ္စာသေးတာပြန်ပြောပါမယ်ကြည်တာကအကြည့်ခံကဘာသစ္စာဒုက္ခသစ္စာကြည်တဲ့ဉာဏ်ကကိလေသာတွေသေးတာကသမုဒိယသစ္စာနောင်ခန္ဓာမလာတာကနိရောဓသစ္စာဘယ်အဲ့ဒါပဲလေဒါဘုရားရှင်တို့ရဲ့ကျင့်စဉ်ယဟန္တာတို့ရဲ့ကျင့်စဉ်ဟုတ်လားအဲ့ဒီအရာတွေကတော့အတ္တခပုဂ္ဂိုလ်သူကကိလေသာဆင်သွားပြီလုံးဝမရှိတော့ဘူးဟုတ်လားအဲ့ဒါကြတော့သူကဘာပြောမလဲဆိုတော့တတိတွေမဟုတ်ဖဲနဲ့ဉာဏ်လိုက်သွားတာဘယ်အချိန်လဲပြီးတော့မြင်ကြားဓာရ6ပါးမှာဘာလိုက်သွားဉာဏ်လိုက်သွားတာဟုတ်လားအဲ့တော့ဒုလူတွေကြတော့ဉာဏ်လိုက်နိုင်တယ်ဆိုတာတော့အမှန်တခရင်လာတယ်အခုတရားထိုင်နေတာမျက်စိမှိတ်ပြီးတော့အာယုန်တွေမမြင်အောင်မှိတ်ထားတာတော့မှနော်အာယုန်တွေကမြင်ခဲ့ပြီးတာကြားခဲ့ပြီးတာတွေကဝင်နေတာလေအဲ့တော့တို့ကညံမလိုက်နိုင်တာမှညံမလိုက်နိုင်အောင်မှတတိတော့လိုက်ရဘာလိုက်ရနိဗ္ဗာန်မရောက်တောင်မှအပယ်လေးပါးကတော့လွတ်ရမယ်လူနာပြမကိုပြန်ရရမယ်ဘာလိုက်နိုင်ရဲ့လဲတတိလိုက်နိုင်အဲ့ဒီတတိကဘယ်ကလိုက်ရမှာဘယ်မှာလိုက်ရမှာလဲမင်းရင်မြင်စေကြားစေဟုတ်လားအဲ့ဒီအချိန်တွေမှာကွာတတိလိုက်နိုင်ရင်အဲ့ဒီပုဂ္ဂိုလ်ဒီအာယုန်တွေကိုမပြတ်မဲနဲ့တည်ကြည်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်တည်ကြည်တဲ့ပုဂ္ဂိုလ်ဖြစ်ရင်သုံးခွက်တဲ့ကအကြောင်းကောင်းမယ်အကြောင်းမချုပ်သေးဘူးနော်ဘာကြောင့်လဲဆိုတော့သူကတည်ကြည်ယုံနေမလို့တမာတိမလို့တတိမလို့နော်အကြောင်းကောင်းရင်လေးအကွက်မှာဘာကောင်းဒါကြောင့်မလို့လူဇာတိနတ်ဇာတိအကျိုးကောင်းနေရမှာမလို့ဘာလေးပါးကလွတ်သွားတယ်အဲ့ဒါတည်ကြည်တဲ့ပုဂ္ဂိုလ်ဒါကြောင့်မြတ်စွာဘုရားကတည်ကြည်တဲ့ပုဂ္ဂိုလ်ဒီဘာလဲလဲတိခပုဂ္ဂိုလ်နားလဲလားသဘောပေါက်လားဒါဆိုမြတ်စွာဘုရားကယဟန်တော်ကိုပြောတော့ယဟန်တော်သဘောပေါက်သွားတယ်ဟုတ်လားအဲ့တော့မြတ်စွာဘုရားကိုယဟန်တော်ကချက်ကပ်ပြီးတော့တိခပုဂ္ဂိုလ်ဆိုတာမေးတယ်ဘယ်လိုအရေးချင်းဘယ်လိုအနေထားကိုရောက်နေတဲ့ပုဂ္ဂိုလ်ကိုတိခပုဂ္ဂိုလ်လဲလို့မြတ်စွာဘုရားကိုရှောက်တဲ့အခါကျတော့မြတ်စွာဘုရားကအချက်ဘယ်နှချက်လဲတစ်ဘာလဲမှန်တော့အမြင်ရှိတဲ့ပုဂ္ဂိုလ်ဒီဘာပုဂ္ဂိုလ်လဲ
တေခါပုဂ္ဂိုလ်တေခါပုဂ္ဂိုလ်သည်ကျင့်စေပုဂ္ဂိုလ်ဟုတ်ပြီဘယ်လေးပါးကလွတ်လဲနှစ်ဟုတ်ပြီအဲ့ဒီပုဂ္ဂိုလ်ဒီလည်းပဲဘာပုဂ္ဂိုလ်လဲတေခါပုဂ္ဂိုလ်တေခါပုဂ္ဂိုလ်ဆိုတာကျင့်စေပုဂ္ဂိုလ်ဆိုတာဘာလေးပါးကလွတ်လဲအဲ့ဒီနှစ်ခုဒီလူတွေရဲ့တန်တယ်မှာရှိမရှိကွက်ကိုသုံးတတ်ငါဒီမှန်မှန်ကန်ကန်မြင်ရလားအမြင်အာယုံတွေအကြအာယုံတွေမှာယုံနံလို့တကယ်မြင်ရလားဒါဆိုငါဒီတေခါပုဂ္ဂိုလ်ဖြစ်တယ်ငါဒီသိရင်ဘယ်လေးပါးကငါလွတ်ပြီလို့ကိုယ့်ကိုယ်ကိုကျင့်တတ်သဘောပေါက်လားတီတီကြီးကြီးနဲ့ငါအာယုံတွေကဘေးအာယုံကိုမပြတ်မဲနဲ့အာယုံတစ်ခုရဲ့ကိုစွဆိုင်နိုင်တယ်ထိန်းနိုင်တယ်ဆိုရင်လည်းတီကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ငါဒီဘာလဲတေခါပုဂ္ဂိုလ်ငါဒီကျင့်စေပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ဒီဘဝသေသွားရင်ဒုတိယဘဝမှာဘယ်လေးပါးကလွတ်လဲအဲ့ဒါကိုဘာလို့ခေါ်လဲတေခါပုဂ္ဂိုလ်တေခါပုဂ္ဂိုလ်တို့မြည်သည်ကျင့်စေကိုခေါ်တယ်ကျင့်စေပုဂ္ဂိုလ်တို့မှာအင်္ဂါနှစ်ချက်လို့မြတ်စွာဘုရားဟောကြားခဲ့ပါတယ်တဲ့အဲ့ဒီအတိုင်းလိုက်နာကျင့်သုံးပြီးတော့ဘယ်လေးပါးကလွတ်ဒုက္ခတိဘဝတွေကတဆင့်နိဗ္ဗာန်တည်ရောက်အောင်ကြိုးစားနိုင်ပါစေလို့ပထနာအောင်စုပြုပါပြီသာဓုသုံးငြိမ်ခွန်တော်ကြအောင်စုတပည့်တော်အားလျှောက်ထားခွင့်ပြုတော်မူပါဗျာယနေ့သူထမ်းထားသောအလူရှင်များကတော့ကွယ်လွန်သူမိဘနှစ်ပါးအားရည်စူး၍ဒေါ်ညညွတ်ရွှေဒေါ်ဆန်းဆန်းကြည်မိသားစုယတနာပုံလန်းကြည်မြင့်နိုင်မှာထာဝရအဆုံးပရိသပင်အလူတော်ငွေ3သိန်းကျပ်အားစက္ကပ်ခွင့်ပြုတော်မူပါဗျာနောက်တစ်ခုကတော့ဒေါ်ချူချူပြုံးမှာဗဟန်းမျိုးနေရဘတ်တယ်လိုက်ကြာကြာဆက်လက်ပြီးဥလာတော်အားရည်စူးလျက်ဒေါ်ချွချိုပြုံးမိသားစုအဟမ်းမျိုးနယ်မှာထာဝရအဆုံးပရိသပင်လူဖြစ်3သိန်းကျပ်အားစက္ကပ်ပွင့်ပြုတော်မူပါဗျာဆက်လက်ပြီးဖခင်ဦးအောင်ကျွယ်မိခင်တော်မတ်မြင့်တို့အားယေရှုရဲ့သမီးတော်ခင်မျိုးဝင်းမိသားစုအသုံးမျိုးအေယာဝီတိုင်းမှာထာဝရဆုံးပရိသပင်3သိန်းကျပ်အားစက္ကပ်ပွင့်ပြုတော်မူပါသာဓုသာဓုသာဓုပြည်စုံပါရှင်ဗျာခொနည်းသားသမီးပေါင်းစုရဲ့ကောင်းမှုဖြစ်တဲ့အတွက်ခொနည်းသားသမီးမေတ္တာဖို့ဆိုကြရအောင်ပြန်လို့ဆိုတနေ့ငနွေသားသမီးပါရမီရှင်တွင်စီစဉ်တို့လို့ပြေဖြိုးလျံဝေခေါ်နာရတရားနာကြခဲ့ပြီအဋိဋ္ဌံလည်းမြောက်စေနိဗ္ဗာန်လည်းရောက်စေယတနာ3ပါးဇိကံဧမခအေမြာပါစေတလင်းလာသာသမီပါရမီရှင်တွေစီစဉ်တို့လို့ပြေဖြိုးလျံဝေကိုနာယတရားနာကြခဲ့ပြီဒိဋ္ဌံလည်းမြောက်စေနိဗ္ဗာန်လည်းရောက်စေယတနာ3ပါးဇိကံနိုင်စေဧမခအေမြာကြပါစေငင်္ဂါသာသမီပါရမီရှင်တွေစီစဉ်တို့လို့ပြေဖြိုးလျံဝေခေါ်နာရတရားနာကြခဲ့ပြီဒိဋ္ဌံလည်းမြောက်စေနိဗ္ဗာန်လည်းရောက်စေယတနာ3ပါးဇိကံနိုင်စေဧမခအေမြာကြပါစေဘုဒ္ဓဥပါရမီပါရမီရှင်တွေစီစိတ်တို့လို့ပြေပြိုးလျံဝေကိုနာရတရားနာကြ
တနာသုံးပါးစီကံနိုင်စေဘေမခအေးမြကြပါစေသောကြာသာသမီပါရမီရှင်တွေကိုနာယတရားနာကြနေပေနိဗ္ဗာန်လည်းရောက်စေနိဗ္ဗာန်လည်းရောက်စေယရနာသုံးပါးစီကံနိုင်စေဒေဝကအေးမြကြပါစေဇန်နွေပါရမီပါရမီရှင်တွေစီတဲ့တို့လို့ပြေပြောလျံဝေကိုနာယတရားနာကြခဲ့ပေဒိဋ္ဌံလည်းမြောက်စေနိဗ္ဗာန်လည်းရောက်စေယရနာသုံးပါးစီကံနိုင်စေဟိမခအေးမြကြပါစေသာဓုယနေ့ဒိဋ္ဌံစကံပွဲရဲ့လေးရမြောက်တဲ့နေ့ဖြစ်ပါတယ်တနေ့တာပွားများအထုံးမှုအစုစုယရနာသုံးပါးအမြတ်ထားပူဇော်ကြရအောင်ဗျိုင်းသူဆိုဣမာယဓမ္မာနုဓမ္မပရိပတ္တိယဗုဒ္ဓံပုဇေမိဣမာယဓမ္မာနုဓမ္မပရိပတ္တိယဓမ္မံပုဇေမိဣမာယဓမ္မာနုဓမ္မပရိပတ္တိယသံဃံပုဇေမိဣမာယဓမ္မာနုဓမ္မပရိပတ္တိယလောကုတ္တရာတရားကိုယ်ပါအားအလျော်ဖြစ်သောဤအကျင့်မြတ်ပရိပတ်ဖြင့်ဗုဒ္ဓံမြတ်စွာဘုရားကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားဣမာယဓမ္မာနုဓမ္မပရိပတ္တိယလောကုတ္တရာတရားကိုယ်ပါအားလျော်ဖြစ်သောဤအကျင့်မြတ်ပရိပတ်ဖြင့်ဓမ္မတရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဣမာယဓမ္မာနုဓမ္မပရိပတ္တိယလောကုတ္တရာတရားကိုယ်ပါအားလျော်ဖြစ်သောဤအကျင့်မြတ်ပရိပတ်ဖြင့်အာဂံသံဃာတော်အပေါင်းကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားကောင်းမှုအစုစုရေစက်ချအမြဝေမှာဖြစ်ပါတယ်ယနေ့လေးရမြောက်တဲ့နေ့အာရအလူရှင်ကတော့နဘမိဘများအားရည်စူးလျက်ဥတ္တန်ဇောဝင်းဒေါကင်ဆန်းဝင်းတန်မောင်အောင်ရဲထက်တမိမညင်းလေပြေတို့မိသားစုအမှတ်58ရတနာဘုံလမ်းကျင်းမြနိုင်ကနေလှူဒန်းတဲ့အာရအလူရှင်ဖြစ်ပါတယ်ဒိုလူရှင်များမကြာခဏကောင်းမှုတွေပင်မရိတ်တာကြီးခုနရိတ်တာကြီးမှာလှူဒန်းကြတဲ့လူရှင်တွေဖြစ်တယ်ဒိုလူရှင်တွေအကုသိုလ်တွေကြောင့်အေးချမ်းတဲ့မိသားစုတွေဖြစ်ပါစေကောင်းမှုအစွတ်စွတ်ကိုအမြဝေမှာဖြစ်ပါတယ်ယနေ့လူဒန်းကြတဲ့ထာဝရစွမ်းပရိသပင်အလူရှင်များကတော့ဖခင်ကြီးအောင်ကြီးမိခင်ကြီးတော်ခင်ခင်ဆွေခင်မဦးဝင်းအောင်တို့အာယေစုရဲ့တော်မြတ်သူတို့မိသားစုထာဝရစွမ်းပရိသပင်သုံးသိန်းချမ်းနဲ့အတူကွယ်လွန်သူမိဘနှစ်ပါးယေစုရဲ့တော်ညွန့်ညွန့်ရွှေတော်ဆန်းဆန်းကြည်တို့မိသားစုကျင့်မြတ်နိုင်တဲ့အတူဖခင်ဦးအောင်ကျွယ်မိခင်တော်မြတ်တို့အာယေစုရဲ့ဓမ္မိတော်ခင်မျိုးဝင်းတို့မိသားစုအသုံးမြို့ထာဝရစွမ်းပရိသပင်သုံးသိန်းအလုံးနဲ့ဥလာတော်အာယေစုရဲ့တော်ချွတ်ချွတ်ပြုံးတို့မိသားစုဗန်းမျိုးနဲ့ထာဝရစွမ်းပရိသပင်သုံးသိန်းတို့ကိုလူဒန်းတဲ့ကောင်းမှုနဲ့အတူယနေ့အာဟာရလူဒန်းကြတဲ့အဆုစုကိုရည်စဲတွန်းချအမြပေးဝေမှာဖြစ်တဲ့အတွက်လူရှင်တွေကရည်စဲချအဲအားလုံးလိုက်ဆိုအမြတ်ဆုံးသောပူဇော်ခြင်းဖြင့်မညံဘုံညာနိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်
ပြုနိုင်ပါစေသာအရှင်မြတ်ဗျာယနေ့နေ့လယ်ပိုင်း၌အာဟာရဒါနာလူတိုင်းရသောဒါနကုသိုလ်ခိုနာယာပေမယိတ၌သာဝရစွမ်းပရိနာပင်ကွယ်လွန်သူတို့အားယေရှုရည်မှန်၍လူဒန်းရသောသာဝရကုသိုလ်သဗ္ဗိယသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်သစ္စာရှိသောကုသိုလ်တို့ဤအဖို့ဘာကကြောင့်ယနေ့မှစ၍ဧကတိယံခတိအန္တရခတိယောဂခတိကိဉ္စိပိလယံဒုက္ခခတိကိဉ္စိယအမှန်မြတ်နိဗ္ဗာန်ဤထောက်ပံ့ကောင်းသည်ဖြစ်ပါစေသာဤကောင်းမှုကိုမိဘနှစ်ပါးဆရာသမားအစထား၍အလုံးသောဝိနည်းအပေါင်းတို့အားအမြမေတ္တာပေးဝေပါ၏32ဘုံဝိနည်းအပေါင်းအများရ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာဝန္တာကြသည်ဖြစ်ကြပါစေသောကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓုကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓုကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓုမြတ်စွာဘုရားဟောကြားခဲ့သောတရားတော်များကိုဟောကြားခြင်းနာကြားခြင်းပြုလုပ်သည်မှမှန်ကန်ပါ၏ဤမှန်ကန်သောသစ္စာတရားကြောင့်ဟောတုနာသူအလုံးတဏ္ဍန္တရကလက်နဲ့မျိုးစုံဘေးယောဂန္တရကယောဂမျိုးစုံဘေးဒုဗ္ဗေကန္တရကငမောခေါမသောဘေးကြီးသုံးပါးနှင့်တဘာဝဘေးဒုက္ခအပေါင်းတို့မှကင်းလွတ်ပြီးဒီဘဝတန်တရာအေးချမ်းတဲ့မိသားစုတွေအလုံးမဲ့ဖြစ်ကြပါစေခုနာရဆရာတော်ဘုရားဓမ္မတနာပလင်ထက်မှာပြန်ကြွပြီးဖြစ်ပါ၍တန်ပြိုင်မေတ္တာပို့သကြပါစို့မိတ်ဆွေများမနေ့ပြန်လဲ12နာရီတည်းနောက်မကြပဲလာရောက်ဖို့ဖိတ်ခေါ်ပါတယ်။
သာ